ရဲ့နားဆင်သူလေးများအားလုံးမင်္ဂလာပါရှင်စိတ်ဓာတ်ဒုက္ခကာယဒုက္ခနှဖျားသောဒုက္ခချမ်းသာနဲ့ပြည့်စုံသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ခိုင်ကဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရရှင်အခုတခါဖက်ပြပေးမယ့်ဝတ္ထုလေးကတော့စာရေးသူမေရေးသားထားတဲ့သုံးပွင့်ဆိုင်ဆိုတဲ့အချစ်ဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဇလံလေးမှာတော့ပိုင်ဆိုင်လုံးမှုပြင်းထန်ပြီးချစ်သူကိုချုပ်ချယ်ကခလေးဆန်းပြီးတဝင်းတိုးတတ်တဲ့ဝတီနဲ့အေးစေးတင်ငယ်ပြီးမိန်းကလေးပြီးသားတဲ့အဖြူတို့ကြားမှာညံ့နေပြီးဝတီကိုအစကချစ်ခဲ့ပေမဲ့မသိစိတ်ကနေတစ္ဆာဖောက်ခြင်းနဲ့စိတ်နဲ့အဖြူဆိုတဲ့မိန်းကလေးနဲ့လက်တွေ့ခဲ့တဲ့မိုးထက်ရန်အကြောင်းကိုရေးသားဖော်ပြထားခြင်းပဲဖြစ်ပါတယ်။မိုးထက်ရန်မှာဝတီဆိုတဲ့ချစ်သူမိန်းကလေးရှိမှန်အဖြူသိသွားတဲ့အခါမှာသူတို့၃ယောက်ရဲ့ဆက်ဆံရေးဟာဘာတွေဘလို့ဆက်ဖြစ်သွားမလဲဆိုတာစိတ်ဝင်စားစရာကောင်းတာမို့ဝတ္ထုလေးကိုအဆုံးထိလိုက်ပါခန်းစားပေးကြပါအောင်ရှင်။လူရုံမှာခတ်ထန်မှာကြောသောစကားတန်တဲ့အတူသူ့ပါပြင်တစ်ဖက်ကိုပြင်းထန်စွာကြားရောက်လာသောလက်တစ်ဖက်မတင်မပဲလူတွေအများကြီးကြားမှာပါးကိုအရိုက်ခံလိုက်ရသဖြင့်သူရှက်ရွံ့ထူပူသွားရသည်နေရာကရုပ်ရှင်ရုံရှိလူစီကားချိန်ဝတီကသူရှေမှရရင်မိဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်သူနှင့်အဖြူကိုစိုက်ကြည့်နေသည်ကိုအဖြူကသူ့ကိုတလဲဝတီကိုတလဲကြည့်ရင်ထိတ်လန့်အံ့ဩနေဟန်ဖြင့်ခေါ်သည်အဖြူကိုနောက်မှသိချရှင်းပြမယ်လောလောဆယ်တော့အိမ်ကိုပြန်လိုက်နော်ကိုသူနဲ့စကားပြောစရာရှိသေးလို့အဖြူကသူ့ကိုအံ့ဩဝမ်းနေသောအကြည့်ဖြင့်တစ်ချက်ကြည့်ပြီးခြာကနေလှည့်ထွက်သွားသည်ဝတီကအဖြူရဲ့လက်ကိုဖြတ်ခနဲဆွဲလိုက်ရင်နေဘဲမှမသွားရဘူးသူများရေးစားကိုကြောင်တောင်နိုင်တော့ကနှိုက်ပြီးတော့အခုမှဘယ်ပြေးမလို့လဲစနိုင်ကျော်မရဲ့ဝတီမင်းဘာလုပ်တာလဲသူကဒေါသဖြစ်အော်ရင်သူမလက်ကိုဆွဲဖြုတ်လိုက်သည်ဝိုင်းကြည့်နေသောလူတွေအကြားအဖြူကအလွန်အမင်းရှက်သွားဟန်ဖြင့်ဘသူကိုမှမကြည့်ပဲထိုနေရာမှပြေးထွက်သွားတော့သည်ဘာလဲနင့်ကောင်မကိုထိလို့နားရလားနင်ကငါ့ကိုအဲ့ဒါကြောင့်ဇက်လန်းဖြတ်လိုက်တာပေါ့လေဟုတ်လားအဲ့ဒီကောင်မကြောင့်၄နှစ်တာတန်ရောစင်ကိုဖြတ်ခဲ့တာပေါ့ဝတီကတခါမှမတုံဘူးသောနင်တွေငါတွေတုံးကငိုလဲငိုအော်လဲအော်ရင်သူ့ရင်ဘတ်တွေပခုံးတွေကိုဒေါသတကြီးရိုက်ပုံနေသည်သူကဝတီလက်တွေကိုအတင်းချုပ်ထားရင်တော်တော့ဝတီလူတွေအများကြီးနဲ့မင်းမရှက်ဘူးလားဘာရှက်ရမယ်ဟုတ်လားရှက်ရမှာကဖောက်ပြန်တဲ့နင်တို့နှစ်ယောက်လေငါကဘာလို့ရှက်ရမှာလဲတနေရာမှာအေးအေးဆေးဆေးစကားပြောမယ်လာသူကဝတီလက်ကိုဆွဲကသူ့ကားရထားရနေရာသို့ခေါ်လာခဲ့သည်ဝတီကယုံရင်ကန်ရင်အော်ရင်ငိုရင်ဖြင့်နောက်မှပါလာသည်သူကကားကိုလူရှင်းသောမြို့ပြင်ဘက်စီသို့မောင်းလာခဲ့သည်အရာရာကိုပြတ်သားဖို့အချိန်တန်လေပြီအရာအလုံးဤအစာဝတီနဲ့သူချစ်သူဖြစ်ကားစားကတော့အတော်ပြောစရာကောင်းခဲ့ပါသည်သူဝတီကိုအမှန်တကယ်ချစ်မြတ်နိုးတာမို့ဘဝတစ်ခုလုံးစားအတွက်ရည်ရွယ်ထားခဲ့တာဖြစ်သည်ဝတီကလည်းသူကိုသိချစ်တာသူသိသည်ကြောင်တက်ရင်ပထမနှစ်ကလေးကမေဂျာတူသူမတို့အဖွဲနဲ့ခင်မင်းရင်းနေခဲ့သည်သူမကအသားဝါညံ့ညံ့ခန္ဓာကိုယ်တွေ့တွေ့တင်မအတီရှိသောစပင်နဲ့ဆင်ဆင်တွေနဲ့ကိုလုံးအလှပေါ်လွင်သောမြမဝစ်စုံလေးများကိုသာထဲလဲဝစ်စင်သူဖြစ်သည်သူမ၏ရုပ်ရည်တွင်မြင်ကိုသူမြင်မြင်ချင်းသဘောကျမိခဲ့တော်လဲကိုဘကမသေးကြရင်မစတင်ခြင်းသောသူအကျဉ်းကြောင့်အချိန်ယူပြီးယူရင်းမှာတတရားနဲ့ရောက်မှဖွင့်ပြောဖြစ်ခဲ့သည်နှစ်ကျော်ခင်မင်းရင်းနေလာခဲ့သည်မို့သူမအကြောင်းကိုသူသိတင်သလောက်သိပြီးပြီဟုထင်ခဲ့မိတော်လဲဖြစ်သည်သူအမြင်မှာသူမကတိမ်မွေးသည်မိမဆန်သည်တည်ငြိမ်ရင်ကျက်သည်တခြားမင်းကလေးတွေနဲ့ရှင်လျင်လူကြီးဆန်ကရင်ကျက်သည်ဟုသူထင်ခဲ့မိ၍ဖြစ်သည်တကယ်တော့လူတယောက်အကြောင်းဆိုတာထဲထဲဝင်ဝင်ပေါမကြည့်တွေ့သေချာမသိနိုင်ဘူးမဟုတ်လားချစ်သူစားဖြစ်ပြီးဆိုကြတဲ့ကမင်းကလေးအများစုလိုပဲတောင်းပါပြီ Facebook password တဲ့ပြီးတော့ Facebook မှာ RS ချိတ်ပေးရမှာတဲ့ဘာဆိုင်လို့လဲဝတီယာရီးစားဖြစ်တာနဲ့ Facebook ပတ်ဝါကဘာလို့လိုရတာလဲ RS ချိတ်တာကလည်းမောင်လေးတကူးတကမလုပ်ဖြစ်လို့ပါတင်လိုက်ရင်လည်းခဏပဲဟာဘာလဲ
မောင်ကဘာတွေမဟုတ်တာလုပ်ထားလို့ပတ်စဝတ်မပေးချင်ရတာလေပြောမဟုတ်ဘူးလေအခုမောင်ဖုန်းကိုဝရီကြိုက်တယ်လို့ကြည်ရတယ်ဘာမှကန့်တတ်မထားဘူးဒါပေမဲ့ password ပါပေးထားဖို့ကြတော့ဒါလူတစ်ယောက်ရဲ့ privacy လေဟင်မောင်တို့ယောက်ျားလေးတွေကဒါပဲ privacy ဆိုတဲ့စကားကိုပါဇက်ကမချဘူးကိုရိုးသားတယ်ဆိုရင်မပေးစေရဘာအကြောင်းရှိလဲထိုကိစ္စနဲ့သူမစိတ်ကောက်တာတပတ်ခန့်ကြာသည်သူဘာမှမဟုတ်တာမလုပ်တော့လဲကို့ Facebook အကောင့်ကိုတခြားတယောက်ဝင်ကြည့်နေတာမျိုးမကြိုက်ပါကို့အကောင့်မှာ only me နဲ့စိတ်ချင်တာရှိမိတငယ်ချင်းတွေနဲ့ပေါက်ကရပြောတာရှိမိမိသားစုတွေအမျိုးတွေနဲ့လည်းပြောချင်တာပြောမိဒါတွေကိုလိုက်ကြည့်ပြီးအထအနာကောက်နေမှမလို့ချင်ပါမိတို့ပင်ဖြစ်စေသူမတပတ်ခန့်စိတ်ကောက်အပြီးမှတော့သူ့ဘက်ကပဲလျှော်လိုက်ရပါတော့သည်ပြဿနာကအခုမှစလာခြင်းဆိုတာသူမသိခဲ့မိသူ့အကောင့်နဲ့စစ်စစ်ပေါက်ပေါက်မွေးနှောက်ကြည့်ပြီး Messenger ကနေစကားပြောထားမိသည်များမင်းကလေးတွေနဲ့တဝင်းတိုးသည်ရစ်သည်friend လောက်ခိုင်းသည်တကယ်ဆိုရင်အကုန်လုံးကရိုးရိုးသားသားပြောထားကြတော့တငယ်ချင်းဝမ်ခွေညီမကွန်ပျူတာသင်တန်းကဆရာမစသည်တို့ဖြစ်သည်ယောက်ျားလေးတငယ်ချင်းတွေနဲ့စနောက်ပြီးပြောထားတာတွေကိုလည်းအထအနာကောက်ခါရစ်ပြန်သည်ဟိုးအရင်သူမနဲ့မတွေ့ခင်ကကောင်မလေးတစ်ယောက်နှစ်ယောက်နဲ့ easy ကလေးပြောခဲ့မိတော့ chat တွေကိုလည်းပြန်ဖတ်ခါရစ်ပြန်သည်ရီးစားဖြစ်တာတလားအတွင်းမှာစိတ်ကောက်နေတာက3ပတ်လောက်မို့သူတော်တော်စိတ်ညစ်သွားရသည်ဒါအစပဲရှိသေးတယ်ဆိုတာမှုန်နေတော့မို့သူမသိခဲ့ပါမင်းကလေးတွေဟာယောက်ျားတစ်ယောက်နဲ့ချစ်သူတွေဖြစ်တာနဲ့အဲ့ဒီယောက်ျားရဲ့အရာရာကိုပိုင်ဆိုင်သွားပြီးထိမ့်ချုပ်နိုင်ခွင့်ရသွားပြီးဟုဘာကြောင့်ထင်ကြမှန်းသူမသိပါသူတို့အလိုထိန်ချုပ်တာမြတ်တာတွေနေရာတကာကန့်သက်ချုပ်ချယ်တာတွေကိုလည်းချစ်လို့ဟုခေါင်းစဉ်တက်ကြသေးသည်သူတို့ယောက်ျားတွေကတော့ရိုးရှင်းပါသည်ဒီတယောက်ကိုသဘောကျရင်တွဲမိချစ်မိဘာစီမြင့်စည်းကမ်းတွေနဲ့မှမထိန်ချုပ်ထားသလိုကန့်သက်တာမြတ်ထားတာတွေလည်းမရှိအစဉ်ပြေစေခြင်းကောင်းစေခြင်းလို့ပြောတာမျိုးပဲရှိလိမ့်မည်ကိုချစ်သူဖြစ်လာပြီးဆိုကြတဲ့ကကိုဘက်ကတနိုင်တလောက်ကောင်းပေးမိချစ်ပေးမိသူမကြိုက်တဲ့အချက်တွေအတနိုင်ဆုံးပြုပြင်ဆင်ခြင်းပေးမိသူမဘက်ကလည်းကို့အပေါ်တကယ်ချစ်ရင်ဒီလိုပဲဖြစ်လာလိမ့်မည်ဟုတွေးထားသည်တွဲလာရင်မှကိုနဲ့အစဉ်ပြေပြီးဘဝလက်တွဲပေါ်ဖြစ်တဲ့သည်ဟုယူဆလင်းရဲ့လက်ထက်မီအစဉ်မပြေပဲအတွေ့အခေါ်အကျဉ်စရိုက်စိတ်နေစိတ်ထားဘာမှမတူညှိမရအောင်ကွဲလွဲနေရင်တော့လမ်းခွဲသိရင်လမ်းခွဲကြမည်ဘလို့မှမစွန့်လွတ်နိုင်အောင်ချစ်မိနေရင်တော့လဲတမျိုးပေါ်လေအရက်ဘီယာမတော့ရဆက်လိမ်မတော့ရကိုမစားရဂိမ်းမစောရတဲ့အစကတည်းကအဲ့ဓာတွေဝါသနာမပါတော့သူ့အတွက်သူမဤစီကံချက်တွေကိုလိုက်နာဖို့မခက်ခဲပါတို့တိုင်အောင်အရက်ဘီယာလုံးဝမတော့ရဆိုတာကတော့ယောက်ျားလေးတယောက်အတွက်မဖြစ်နိုင်တာသူမတည်တင်ပါသည်သူကိုယ်တိုင်လည်းဗယံပဒါစီမဲကမ်းမဲတောက်တဲ့သူမဟုတ်သလိုသူ့တငယ်ချင်းတွေလည်းအမြဲတောင်းနေသူတွေမဟုတ်ပါတခါတလေတယောက်ယောက်မွေးနေ့ဒါမှမဟုတ်အထိတ်အမတ်တစ်ခုခုရှိသည့်အခါတယောက်ယောက်ကဘောပွဲနိုင်သည့်အခါစာသည်ဖြင့်တလမှာတစ်ခါနှစ်ခါမျှပြန်များတောက်ဖြစ်ကြသည်ယောက်ျားလေးတွေအတွက်ဘောဓာတွေစုံစုံညီညီနဲ့တောက်ရင်စားရင်စကားဖောင်ဖွဲရတာလဲဘာနဲ့မှမလဲနိုင်သောအရာသားတစ်ခုပဲမဟုတ်လားဘီယာကတော့လုံးဝမတောက်ရဘူးလို့တော့ပြောလို့မရဘူးလေကွာမောင်တို့ယောက်ျားလေးတွေမှာအပန်းဖြေစရာဒါပဲရှိတာပြီးတော့မောင်ကအမြဲတောက်နေတာမှမဟုတ်တာတခါတလေတငယ်ချင်းတွေနဲ့အပျော်သဘောတောက်တာပါအဲ့ဒီလိုအပျော်နဲ့ကြာရင်အပြတ်ဖြစ်သွားတာပဲလေအရက်တောက်တာဘာများပျော်စရာရှိလို့လဲတခြားပျော်စရာတွေမှာအများကြီးရှော့ပင်ထွက်မလားရုပ်ရှင်ကြည့်မလားစာဖတ်မလားအဲ့ဒီလိုသားဆိုရင်ဝဒီလဲဘေးကနေအဖော်လိုက်ပေးနိုင်တယ်ဝရီစကားကြောင့်သူရီရခံငိုရခံဖတ်တော်စာပေကြည်တော်ရုပ်ရှင်ဘာမှမတူတော့သူမနဲ့ဘလို့အပန်းဖြေရပါသူကအသစ်ထွက်သော Brad Pitt ကားမှကြည့်ခြင်းပဲသူမကမြန်မာဟာတာကားကြည့်ခြင်းနဲ့ဆို၍သူစိတ်မပါလဲလိုက်ကြည့်ရသည်ရုပ်ရှင်ကြည့်တိုင်းသူမကြည့်ခြင်းသောမြန်မာကားထိုင်းကားကိုရီးယားကားစသည်တို့ကိုလိုက်ကြည့်ပေးနေရတော့လေသူကြည့်ခြင်းသောနိုင်ငံခြားကားကြည့်မိဆိုလျင်ခေါ်လို့မရပြင်းဖို့ကောင်းသည်တဲ့သူတငယ်ချင်းတွေနဲ့တွားကြည့်မယ်ဆိုတော့လဲမတွားရသူမနဲ့မှတွားရမည်တဲ့သူဇော်ခေါ်လေးတခါတလေနိုင်ငံခြားကားကိုလိုက်ကြည့်နေရင်လေနေကြစိတ်ခွာပေးရမုတ်တုပ်ဖောက်ပေးရဘေးကနေစကားတွေပြောတာနားထောင်ပေးရနဲ့ကောင်းကောင်းမကြည့်ရနောက်တော့သူကြိုက်သောကားတွေဆိုရင်သူမနဲ့အတူကြည့်ဖို့လက်လျှော်လိုက်ရသည်ညာဆိုလဲ Netflix ကဇာကားကြည့်နေတော့သူမက Messenger ကနေ screen share ပြီး
ဇကားကြည့်ရအောင်ဆိုပြီးလင့်တွေပို့လာသည်ကကိုရီးယားဇလန်တွေတရုတ်ထိုင်းဇလန်တွေအတာတွေကိုတော့သူဘလို့မှတီးခံမကြည့်နိုင်သည်မို့အိတ်ချင်းနေပြီးဟူပြောကလိုင်းကိုဇွတ်ပိတ်ရသည်ဒါတောင်သူနဲ့အတူမကြည့်လို့စိတ်ကောက်ခံရသည်စာအုပ်ဆိုလဲမိန်းကလေးတွေဖတ်တင်သည်ဟုသူထင်သောဂျာနယ်ကျော်မမလေးမဆန္နာဂျူစသည့်စာအုပ်တွေကိုဖတ်စေခြင်းလို့ပြီးတော့လဲကင်ကြည့်ပြီးပြင်းစရာကြီးတဲ့တခါကတော့ထူးဆန်းစွာပင်သူ့ကိုစာအုပ်ဝဲခိုင်း၍သူအထင်ကြီးရသေးသည်မောင်မနေ့ဖြန်ကျရင်စာအုပ်လေးဝဲခြင်းလို့သွားပြီးတန်းစီပေးပါလားမရမှာဆိုလို့ဆိုတော့သူတော့ဘာစာအုပ်လဲပေါ့ပြီးတော့ Wattpad ကနေစာအုပ်အဖြစ်ရောက်လာတဲ့မြန်မာ BL ဝတ္ထုအတာကိုတန်းစီဝယ်ပေးရအောင်မတဲ့ပြီးတော့စာအုပ်ဈေးကလည်းမိုးပြန်ရှိသေးသည်လူမမဲ့သောနာမည်အဆန်အပြားတွေနဲ့အပေါ်စားတရုတ်ဇလန်တိုဆန်ဆန်ရေးထားသောဝတ္ထုတွေနဲ့ post modern လိုဘာလိုအရေးအသားများနဲ့မွဲပြပစိုးဇလန်ကိုတစားဆင်နာသောဝတ္ထုတိုးများကိုသူမအလွန်ဖတ်သည်ထိုစာအုပ်တွေထဲမှာကြောင်တောင်ဒိုင်ယာလော့တွေကိုလည်းပုံရိုက်ခါမိုင်းဒေးတင်ရသည့်အမော်စာပေရုပ်ရှင်ဂီတဘာတစ်ခုမှအကြိုက်ချင်းခံစားမှုချင်းမတူသောသူမနဲ့ဘလို့ညှိနှိုင်းရမည်နည်းမတော့ရဘူးနော်မောင်ဒါမောင်အတွက်ပြောနေတာဘာကောင်းချိုးမှမရှိဘူးစိုးကျိုးပဲရှိတဲ့ဟာကိုဘာလို့တောက်ချင်ကြမှမသိဘူးအရသာကလည်းစိုးသည်ဝဒီကနှာခေါင်းရှုံရင်ချစ်စပွဲပြောတော့သူရီမိသည်အဲ့ဒါဆိုရင်ဝဒီတို့စားနေတဲ့စပိုင်စီခောက်ဆွဲတို့ဘာတို့ကရောဒီလောက်ပူဆက်ပြဲနေတာကိုဘာလို့စားကြတာလဲပတ်စံလဲကုန်သေးယောဂလည်းရအောင်မယ်သူဒီလိုပြောတော့သူမစိတ်ကောက်၍ချော်ရပါသေးသည်ဝဒီကအပူအဆက်တို့မူကထတို့ဟော့ပေါ့တို့အလွန်ကြိုက်ပြီးသူကအဲ့ဒီလိုပူပူလောင်လောင်နဲ့အချိန်ပေးပြီးအလုတ်ရှုပ်ခန်းစားရတာမျိုးကိုသဘောမကျပါတို့တိုင်အောင်သူမစားခြင်းလည်းရင်အဖော်လိုက်ပေးရမည်ကိုယ်တိုင်တော့အလုတ်အရှုပ်ခံပြီးမစားတော့သူ့ကိုအတင်းစားခိုင်းသည်ပဇွန်အခွန်ခွာခိုင်းသည်ဟိုဟာယူပေးပါအောင်ဒီဟာယူပေးပါအောင်နဲ့ဖယ်မထိုင်ရသူမထံမှာမူကထသွားစားရအောင်ဟူကြားရမှာကိုပင်သိမလောက်ကြောင်နေမိတော့သည်မလိုက်ပြန်ရင်လဲစိတ်ကကောက်သေးသည်လေသူမသူ့ကိုစိတ်ကောက်เสียအကြောင်းများစွာမထက်အောင်ရှိနေသည်မအားလို့သူမခေါ်တာမသွားမီလည်းရင်စိတ်ကောက်သည်ဖုန်းခေါ်တာမကိုင်မီလို့စိတ်ကောက်သည်မအားလို့ message ပြန်မပို့မိရင်စိတ်ကောက်သည် Facebook မှာ surprise ပေးထားတဲ့ post တွေ mention တာ reply မပြန်ရင်စိတ်ကောက်သည်ဖုန်းပြောရင်အိတ်ပြောသွားမီလို့စိတ်ကောက်သည်တငယ်ချင်းကောင်းမလေးကိုစကားပြောမီလို့စိတ်ကောက်သည်တခါတလေစိတ်ကောက်ရသောအကြောင်းအရင်ကိုပင်သူမသိတခါကလည်းသူဖုန်းဆက်တာကိုကောင်းကောင်းမပြောစူဆောင်နေသည်လူချင်းတွေ့တော့လဲမျက်နာကသုံးမုံကစကားကောင်းကောင်းမပြောဘာဖြစ်တာလဲဟုမေးတော့ဘာမှမဖြစ်ဘူးတဲ့နောက်မှပြန်သိရတာကသူမတငယ်ချင်းဖူဖူကိုဖူဖူဤချစ်သူကကြောင်အထီ surprise လာလို့ဒီကိစ္စချစ်သူဖြစ်တာဘယ်နှလားဖြစ်အမှတ်အတရဆိုလားပန်းစည်းနဲ့အယုတ်တွေလာပို့တာ Facebook မှာပါဗီဒီယိုတွေဓာတ်ပုံတွေရိုက်တင်ထားတာကိုတွေ့ရသည်သူများတွေကြည့်ပါအောင်အချစ်ခံနေလိုက်ရတာဘလောက်အားကြစရာကောင်းလဲကိုချစ်သူပြောသွားအောင်တခါတလေအဲ့ဒီလူလေးများလှုပ်ပေးမယ်များမတွေးမိဘူးလားမွေးနေရောအန်နီရောသာပြီးသွားတယ် surprise ဆိုတာအချိုရည်လားမေးယူရတယ်သူမကစိတ်ဆိုးမှန်ဆိုပြောတော့သူတကယ်အံ့ဩသွားရသည်တကယ်ဆိုဘာနေညာနေမှမဟုတ်လေသူဟာသူမဘေးမှာအမြဲရှိပြီးသူမလှုပ်ချင်တာလိုချင်တာအကုန်လိုက်ဖြည့်ဆည်းပေးခဲ့သည်မဟုတ်လားအခုတော့ဓာရီအားလုံးဟာအဲ့ဒီပန်းစည်းတစ်စီးအယုတ်တစ်ခုလောက်တောင်အရေးမပါဘူးတဲ့လားသူစိတ်မကောင်းစွာတွေးမိသည်သူမသည်အလွန်အချစ်ခံခြင်းသည်ဂယုစိုက်ခံခြင်းသည်ဦးစားပေးခံခြင်းသည်အချစ်ခံရကြောင်းဂယုစိုက်ခံရကြောင်းလဲပက်ပလစ်မှာချပြခြင်းသည်မိန်းကလေးတဘာဝမို့ဒါကိုသူနားလဲပေးနိုင်တော့လဲတမင်သက်သက်အနာယူတာနိုင်ကြောင်းပြခြင်းနာကိုတော့သူမကြိုက်ပါချစ်သူတွေဘဝပျော်စရာကောင်းတဲ့အချိန်တွေလည်းအများကြီးရှိခဲ့ပါသည်အမှတ်တရတွေလည်းအများကြီးရှိခဲ့ကြသည်မေ့မရနိုင်သောလှိုက်မောရင်မှုစရာရင်းနှီးပတ်သက်မှုတွေလည်းရှိခဲ့ကြသည်အချစ်သားရှိနေရင်တခြားဘာမှမလိုအပ်တော့ဟုယူယူမုံမုံတွေးခဲ့မိသည့်အချိန်တွေပင်ရှိခဲ့ပူပါသည်ဒီလိုအချစ်တွေကိုတဖြည်းဖြည်းအငွေ့ပြန်ပျောက်ဆုံးသွားအောင်ဘယ်အရာတွေကဖန်တီးခဲ့ပါသလဲမောင်အခုချက်ချင်းပြန်လာခဲ့ဖုန်းကင်ချင်းခတ်တန်းစွာထွက်ပေါ်လာသောဝရိစကားကြောင့်သူမျက်နှာပြတ်သွားမိကတငယ်ချင်းတွေကိုလှမ်းကြည့်လိုက်မိသည်တော်သေးသည်သူတို့ကစကားပြောနေကြသည်မို့သူကိုအာယုံမဆိုင်မိကြ
သူကစပွဲမှာထားကခက်လန်းလန်းသို့ရှောက်လာခဲ့ပြီးမှဘာဖြစ်နေတာလဲကွာမောင်ဒီနေတော်စစ်တို့နဲ့တွားတွေ့မယ်လို့ပြောပြီးသားကိုတွေ့တာကတွေ့လေဝတီပမာတားလို့လေဒါပေမဲ့လုံးဝမတောက်ပါနဲ့လို့မှားထားတာကိုဂရုကိုမစိုက်တာပေါ့ဟုတ်လားခုနကတော်စစ် Facebook မှာတင်လိုက်ရမှသိတယ်စပွဲပေါ်မှာပလင်းပေါင်းကိုစုံနေတာပဲဝတီကဒေါသတကြီးပြောနေသည်သူကတက်ပြင်းမောတစ်ချက်ချလိုက်မိရင်ယောက်ျားလေးတငယ်ချင်းတွေစုံကြတာပဲလေကွာအစားအသောက်ကတော့ပါမှာပေါ့ကိုလည်းအရန်ကြီးတောက်နေတာမှမဟုတ်တာအပြန်လဲကားမောင်းရအောင်ပါလေဟင်းနည်းနည်းလည်းမရဘူးများများလည်းမရဘူးအခုပြန်ခဲ့တော့ဝတီမကြိုက်ပါဘူးလို့ဒီလောက်ပြောထားတဲ့ဟာကိုအဲ့ဒီလိုထပြန်လို့မရဘူးလေကွာဒီကောင်က3-4လနေမှတစ်ခါနေကလာရတာကိုဘက်ကဝတ္တရားတော့ကြေးရမှာပေါ့အခုတောက်တာစားတာတွေတောင်သူပဲအကုန်တကားခံတာလူတော့ဝတ္တရားကြေအောင်မှာပေါ့အဲ့ဒီလောက်ဝတ္တရားကြေချင်းနေလေဝတီမနှက်ပြန်ကြရင်ထမင်းဖိတ်ကျွေးပေးမယ်ဟုတ်ပြီလားအရက်အလကားတိုက်တိုင်းတောက်ပေးနေစရာမလိုဘူးလေဝရီစကားကြောင့်သူ့စိတ်တွေထောင်ကနေတိုးသွားရတော့လဲဘာမှမပြောမိအောင်ထိန်လိုက်သည်ဝရီကသာဆက်ပြီးခုပြန်လာတော့မောင်ပြန်မလာရင်မောင်နဲ့ဝရီပြက်ပြီလို့သာမှတ်နောက်ထပ်နိုင်ဝက်နေလို့မှမောင်အိမ်ပြန်မရောက်သေးဘူးဆိုရင်ပေါ့ဝရီကပြောချင်တာပြောပြီးဖုန်းချသွားသည်သူ့ဖုန်းကိုကင်ပေါက်လွှတ်ပစ်ခြင်းသောစိတ်ကိုမနှဲထိန်ပြီးဇပွဲစီကိုပြန်လာခဲ့သည်ဖုန်းကိုတော့ဆက်ပိတ်ထားလိုက်သည်ဖြစ်ချင်တာဖြစ်သူဂယုမဆိုင်ချင်တော့ပါထိုညကအိမ်ပြန်ရောက်တော့လဲဖုန်းဖွင့်မနေတော့ပဲရေးချိုးပြီးအိတ်လိုက်ရာမနှက်နေမြန်မာနိုးသည်ထိုအခါကျမှဖုန်းဖွင့်ကြည့်လိုက်တော့ညကနှစ်ခါခေါ်ထားတာတွေ့ပြီးထပ်ခေါ်ထားတာမတွေ့ရသူမအကြီးအကျယ်စိတ်ဆိုးသွားပြီးဆိုတာသူသိတော့လဲအခါတိုင်းလိုဖုန်းတွေခေါ် message တွေတတိကြီးပို့ပြီးချော်ဖို့သူစိတ်ကုန်နေသည်အကြောင်းတစ်ခုခုနဲ့သူမစိတ်ကောက်တိုင်းစက်ပိတ်ထားသောသူမဖုန်းကိုမကြာခဏခေါ်ပေးရသည်ဖုန်းပြန်ဖွင့်လို့သူဖုန်းခေါ်တာမတွေ့ရင်မောင်ကဖုန်းတော့အားဆိုင်ပါဆိုင်မခေါ်ဘူးတကယ်ပြက်ချင်တာလားဘာညာရစ်တာတွေကြောင့်ဖြစ်သည်မောင်မှားပါတယ်နောက်တစ်ခါမဖြစ်စေရဘူးမောင်ကိုခွင့်လို့ပါနော်စိတ်ဆိုးပြေပါတော့မောင်ကိုပြစ်မထားပါနဲ့ကွာအဲ့ဒီလိုဖုန်း message တွေကိုစိတ်ကောက်မပြေမချင်းတောက်လျှောက်ပို့ရသေးသည်သူမကြိုက်တတ်တဲ့မုတ်တွေမသိအောင်မှားပြီးပို့ခိုင်းရသေးသည်တခါတလေတော့ပန်းစီအယုတ်ပေါ်သူအမားလုံမထားပါပဲဒီလိုချော်တာတွေတောင်းပန်တာတွေဘယ်အချိန်ထိလုံနေရမှလဲချစ်သူတက်တန်း2နှစ်နီးပါးရှိလာချိန်သူမရင်ကြလာမလားဟုမျောလင်းရင်နားလဲအောင်ပြောပြခဲ့အခါအခွင့်တင်တိုင်းအေးအေးဆေးဆေးရှင်းပြခဲ့တော့လဲအခြေအနေကထူမလားပါတလမှ10ရက်လောက်သူမကိုချော်နေရတာကျန်တဲ့အချိန်တွေမှာလဲသူမသွားချင်တာတွေကိုလိုက်ပို့ရတာသူမကိုအချိန်ပေးရတာနဲ့သူလှုပ်เสียရှိတာတွေကိုအပြည့်အဝအာယုံမဆိုင်နိုင်တော့အချိန်မပေးနိုင်ရင်ဘာလို့ရည်စားထားလဲဟုတချို့ကမေးလိမ့်မည်အချိန်ပေးသည်ဆိုရမှာလူတစ်ယောက်ချင်းစီရဲ့ကိုယ်တိုင်လွတ်လပ်ခွင့်ကိုတော့ထိခိုက်ဖို့အထိမလိုအပ်ဟုသူတော့ထင်ပါသည်ကြောင်တက်နေစဉ်ကလေးကအားတဲ့အချိန်တွေမှာကွန်ပျူတာသင်တန်းတက်ရင်အခုကြောင်ပြီးသွားတော့ LCCI မှာတက်နေတော့သူမလောက်အချိန်တွေပိုမနေပါသူမကိုအတူတက်ဖို့စီယုံခဲ့တော့လဲလက်မခံခဲ့နောက်ကျရင်အဲ့ဒီသင်တန်းတွေအလုပ်တွေကတောက်လျှောက်လာတော့မှာအခုအချိန်လေးပဲအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်နေရတာမောင်ရဲ့တနေ့ကိုရီးယားတရုတ်ထိုင်းဇက်လန်တွေတနေ့ကုန်ကြည့်လိုက်သပင်ဆိုင်သွားလိုက်အလှပြင်ဆိုင်သွားလိုက်လက်သေးပြင်ဆိုင်သွားလိုက်ဈေးဝယ်ထွက်လိုက်နဲ့သူမအချိန်တွေဖြုံးသမျှနောက်ကလိုက်ပေးနေရတော့သူဝေကျွေးများသည်သူအလုပ်ရသောအခါမှာပင်လုံရလွတ်သွားပေတော့သည်ရုံပေရတော့ချွင်းချက်ပေါ်လေသူခါတိုင်းလိုစာမပို့ဖုန်းမဆက်ဖဲအိမ်မှာပဲစာဖတ်ရင်အချိန်ဖြုံးနေခဲ့ရညနေလောက်ကြတော့သူမစီကဖုန်းဝင်လာသည်စကားများရန်ဖြစ်ကြတိုင်းဘတော့မှစာမခေါ်တတ်သူမို့သူနေတော့အံ့ဩသွားရသည်ကိုမိုးထက်ရန်ရှင်ကဒီလိုပေါ့ဟုတ်လားအစ်စ်တွေ့နေတော့ကျမကိုယ်တိုင်မချော့ချင်နိုင်တော့အောင်ဖြစ်နေတယ်ပေါ့လေသူမရဲ့ဒေါသတကြီးလေးတန်းကြောင့်သူ့အံ့ဩစိတ်ကဖြတ်ခနဲပြောက်ကွယ်သွားရသည်သူဖုန်းမဆက်တာကိုမခံခြင်းစိတ်နဲ့ရန်လာတွေ့ခြင်းသာဘာတူလဲရှင်တို့ယုံကတတ်စင်ဆိုတဲ့တယောက်လားဒါမှမဟုတ်ရွှေစင်ဖူးဆိုတဲ့တယောက်လားဒါမှမဟုတ်လက်ထောက်မန်နေဂျာဆိုတဲ့အမလားဟမ်သူမစကားတွေကိုပါဇက်အဟောင်းသားနဲ့နားထောင်ရင်ရုံးကကောင်းမလေးတွေနာမည်ကိုသူပြန်စဉ်းစားနေမိသည်အလုတ်ဝင်တာ2လလောက်ပဲရှိသေးတာမို့သူ့တော်နာမည်တွေကိုသေချာမမှတ်မိသေးချိန်သူမကဘလို့တည်နေပါလဲမိတို့ပင်ဖြစ်စေသူမဖုန်းဆက်လာတော့ချော့ရမယ့်တာဝန်ရှိလာမိမို့
ပါဇက်အမြုပ်ထွက်မတက်ရှင်းပြခြင်းအလုပ်ကိုလုပ်ရပါတော့သည်ပြီးလျင်သူမအရန်ကြိုက်သောမာလာရှမ်းကောဆိုင်သို့ဖုန်းဆက်ပြီးပို့ခိုင်းရပါအောင်မည်စိတ်ဆိုးပြေပါတော့အချစ်ကလေးအရန်ချစ်တယ်နော်စိုးတဲ့စာရွက်လေးလဲထည့်ခိုင်းရပါအောင်မည်သူဤချစ်ဒုက္ခများပေါ်လေသူ့ဘဝထဲကိုနောက်ထပ်ဝင်ရောက်လာသောအဖြူရောင်ဆိုသောသူမနှင့်တွေ့ဆုံမှုအစားကဘာမှထူးဆန်းမနေခဲ့ပါအဖြူကသူတို့ကုမ္ပဏီ၏ဝန်ထမ်းသစ်လေးဖြစ်ပြီးတရုံနဲ့အလုပ်လုပ်ရင်းအစပိုင်းတော့မေထူးခေါ်ပြောလောက်သာရင်းနှီးခဲ့ကြသည်အဖြူဟာအရန်ထူကြလှပနေသူမဟုတ်သလိုလူအများကြားထင်ထွက်နေသူလည်းမဟုတ်ခဲ့ပါတို့တိုင်အောင်အဖြူကိုမြင်တိုင်းသူသတိထားမိတာတခုတော့ရှိသည်အမြဲတမ်းရေချိုးပြီးစားလို့ရှင်းတန့်ကြည်လင်နေသောမျက်နှာလေးနဲ့မျက်မှန်အကြီးလေးနောက်မှာတောက်ပါဆူရှာသောမျက်လုံးလေးများဖြစ်သည်စပင်အနက်ရောင်များကိုအမြဲတည်သက်စွာခမ်းမြင့်မြင့်စီထားပြီးမိမဆန်သောအဝတ်အစားများတိတ်ဝတ်လေးမရှိဘဲရှက်လက်ရှိစတိုင်းပင်ဂျင်းပေါင်းပြီးစသည်တို့ကိုထဲလဲဝတ်လေးရှိသည်အားလက်ချိန်များတွင်တခြားမိန်းမတွေလိုစကားတွတ်ထိုးတာတစ်တော်ကြည်တာမျိုးမလုပ်ဘဲကွန်ပျူတာရှေ့မှာတကုတ်ကုတ်နဲ့ဘာတွေလုံးနေမှန်းတော့မသိအလုပ်ကိစ္စလောက်သာဆက်ဆံမှုရှိသောသူတို့နှစ်ယောက်ကြားစာအုပ်တအုပ်ကြောင့်အခြေအနွေတွေပြောင်းလဲခဲ့ရခြင်းဖြစ်သည်ထိုနေ့ကသူမဇပွဲရှိမှဖြတ်သွားရင်သူအယမ်းဖတ်ချင်နေပြီးရှာမရသောရှားပါစာအုပ်တအုပ်ကိုတွေ့လိုက်ရသဖြင့်သူမနေနိုင်မဲမေးလိုက်မိသည်ဒါညမစာအုပ်လားကျွန်တော်တော့ဖတ်ချင်လို့ရှာနေတာကြာပြီရှာကိုမရဘူးဟုတ်တယ်အကိုညမလည်းဖတ်ချင်လို့စာအုပ်အဟောင်ရောင်းတဲ့အကိုတယောက်ကိုအကူကြီးတောင်းထားလို့သူကရတာနဲ့လှမ်းပြောပေးထားတာလေအကိုဖတ်ချင်ရင်ညမဖတ်ပြီးရင်ယူဖတ်လို့ရပါတယ်ကျေးဇူးပါညမရဲ့အကိုဒီစာအုပ်ကိုတော်တော်ဖတ်ချင်နေတာဗမာမှရှာမရလို့အဲဒီနောက်ပိုင်းသူမနဲ့ခင်မင်းရင်းနှီးလာရမှတဖြည်းဖြည်းတည်လာရသည်မှာသူမကသူ့ထက်ပင်စာဖတ်သူတယောက်ဖြစ်သည်သူမခလေးဘဝတုန်းကသူမ၏ဦးလေးဖြစ်သူကစာအုပ်အငှားဆိုင်ဖွင့်ထားတာမို့စာအုပ်တော်တော်များများဖတ်ခဲ့ဘူးသည်တဲ့ဦးလေးဖြစ်သူဆိုင်ဆက်မဖွင့်ပြတော့တဲ့အချိန်မှာသူမကစာအုပ်တွေအကုန်လုံးတင်စီထားပြီးမဂဇင်းများနဲ့အခြေဝတ္ထုစာအုပ်များကိုတော့လှူတာလူပေးတာပေးပြလိုက်သည်အဲဒီနောက်ပိုင်းတော့သူဖတ်ခြင်းသည့်ဆိုသောစာအုပ်များကိုအဖြူကရှာကယူလာပေးတတ်ပြီးသူကလည်းသူ့ထံမှာစာအုပ်များကိုပြန်ငှားပေးကလဲလဲဖတ်ကြသည်ရုံးမှာအလုတ်အားချင်းဆိုရင်ဖတ်ခဲ့သမျှစာအုပ်တွေအကြောင်းအပြန်အလှန်ပြောပြဆွေးနွေးပြကြသည်ရုံးကလူတွေပင်နာကြားပြင်းကတိအထိပင်အလုတ်ကိစ္စနဲ့ပတ်သက်ပြီးမတိတာရှိလျင်လည်းအဖြူကသူ့ကိုမေးတတ်သလိုသူကလည်းတေချာရှင်းပြသင်ပြပေးတတ်သည်များသောအားဖြင့်ဝန်ထမ်းတွေကမသိဘူးနားမလဲဘူးလှုပ်ပေးပါအောင်စသည်ဖြင့်အလွယ်ဖြတ်ကျော်တတ်ကြတော့လေအဖြူကတော့ထို့သောမဟုတ်သူမကတင်ယူခြင်းစိတ်လေလာခြင်းစိတ်အပြည့်ရှိကအလုတ်ကိုမကိုမကတ်လှုပ်တဲ့သူမို့သူသဘောချမိသည်အကိုဒါလေးဖတ်ကြည့်ပြီးတော့အကြံဉာဏ်ပေးလို့ရမလားအဖြူဘလို့မှအိုင်ဒီယာမရတော့လို့အဖြူကသူ့ laptop ကိုလာပြရန်ပြောသည်သူကယူကြည့်လိုက်တော့နီးပညာ page တစ်ခုအတွက် content ရေးထားတာတွေ့ရ၍သူအံ့ဩသွားမိသည်လက်စားသက်တော့အလုတ်အားချိန်တွေမှာသူမတကုတ်ကုတ်လုံနေခဲ့တာဒါတွေကိုအဖြူကအွန်လိုင်းကလည်းအလုပ်တွေလုပ်နေတယ်ပေါ့ဟုတ်လားဟုတ်တယ်အကိုကွန်တန့်တွေရေးပေးတယ်လိုကိုဆွဲပေးတယ်အားတဲ့အချိန်လေးမဟုတ်ဘူးရတာပေါ့အဖြူကအင်္ဂလိပ် class ကိုလည်းအွန်လိုင်းကနေတက်နေတယ်ဆိုရုံးအလုပ်တစ်ဖက်နဲ့အားတဲ့အချိန်ရောရှိလို့လားရှိတယ်လေအကိုအခုလိုထမင်းစားနားနေချိန်ခဏလုပ်လို့ရတယ်ညဘက်တွေလုပ်လို့ရတယ်နေ့တိုင်းတော့မလုပ်ပါဘူးတခါတလေတော့စာဖတ်ဖို့ရုပ်ရှင်ကြည့်ဖို့အချိန်ပေးရသေးတယ်လေအဖြူကရီကျဲကျဲနဲ့ပြောသည်အဖြူရဲ့အလုံလုံနိုင်စွမ်းကိုတော့သူတကယ်အံ့ဩရပါသည်အဖြူကဘာဖြစ်လို့အဲ့ဒီလောက်အလုပ်တွေလုပ်နေရတာတော့လူငယ်ပဲကွာလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါလေးနေပါအောင်လားသူကထိုးသူပြောတော့အဖြူကပြုံးကတီတီငိမ့်ငိမ့်လေးပြန်ဖြေသည်အဖြူတို့ကအကိုတို့လိုမပြည့်စုံဘူးအကိုရဲ့ဖေဖေကလည်းပင်စင်ယူလိုက်ရပြီးမေမေကလည်းကျမ်းမာရေးမကောင်းတော့ဘာမှသိမလုံနိုင်ဘူးအဖြူကြောင်းတက်တာတော့အလုတ်တစ်ဖက်နဲ့အဝေးတင်မဲ့တက်ခဲ့တာ LCCI တက်ဖို့အတွက်အဖြူတက်ချင်တဲ့သင်တန်းတွေတက်ဖို့တွေအဖြူဘာသာရှာခဲ့ရတာအဖြူမှာအကိုနဲ့အမရှိတယ်ဆိုသူတို့တွေကရောပြန်မကြည့်ကြဘူးလားဖေဖေနဲ့မေမေကိုတော့သူတို့လစဉ်ထောက်ပံ့ပေးပါတယ်အဖြူအတွက်တော့ဒုက္ခမပေးချင်တော့ဘူးလေသူတို့လည်းမိသားစုကိုစီနဲ့မို့အဖြူစကားကြောင့်သူကိုယ်သူပင်ရှက်သွားသလိုဖြစ်ရသည်
အခုအသက်အရွယ်အထိမိဘအကူအညီမယူဘဲလုံနိုင်ခဲ့တာဆိုလို့စာကြိုးစားခဲ့တာတခုပဲရှိသေးလေဒီအလုပ်ကိုတော့အကိုဝင်းခွဲရဲ့ကုမ္ပဏီမို့ရှော့ရှော့ရှူရှူရခဲ့ခြင်းပဲအဖြူနဲ့ခင်မင်းရင်းနေတာကြားလေအဖြူစိတ်တဲ့အကျင့်စရိုက်အတွေးအခေါ်တို့ကိုသဘောကျမိလားဖြစ်သည်တို့တိုင်အောင်မယိုသားသောစိတ်ဖြင့်သဘောကျမိခြင်းတော့မဟုတ်ပါအဖြူကလည်းသူ့အပေါ်အကိုတယောက်လိုတငယ်ချင်းတယောက်လိုသဘောထားတာသူသိသည်အဖြူကပွင့်လင်းသည်တချို့မင်းကလေးတွေလိုဟန်ဆောင်ပန်းဆောင်လုပ်တာမျိုးစိတ်ဆိုးစိတ်ကောက်တာမျိုးမရှိသလောက်ရှားသည်ရုံးကဝန်ထမ်းမင်းကလေးတွေအချင်းချင်းမတည့်တာရွှေတာဆောင်းတာပြဿနာတွေတက်တာမကြခဏကြားရတော့လဲအဖြူမှာအဲ့ဒီလိုပြဿနာမရှိရှိရင်တော့သူမအာယုံမဆိုင်တာဖြစ်နိုင်သည်အဖြူရေစနေနေ့ကျရင်အမတို့စုပြီးမုတ်စားဈေးဝယ်လောက်ကြမလို့လိုက်အောင်မလားရုပ်ရှင်ကောင်းရင်လည်းဝင်ကြည့်မယ်လေမလိုက်တော့ပါဘူးမမရဲ့အဖြူလုံးစရာလေးတွေရှိနေလို့နောက်တစ်ခါမှလိုက်ခဲ့မယ်နော်အဖြူပုံမုတ်ဝယ်ခဲ့ရုံးကအမတယောက်ခေါ်တော့အဖြူညင်းလိုက်တာကြားရသည်သူမဝယ်စရာသုံးစရာပတ်စံများများဆဆမရှိလို့မလိုက်တာများလားဟုသူစိတ်မကောင်းဖြစ်သွားမိသည်အဖြူကအလွန်အပါနဲ့သူမို့သူ့အတွေ့ကိုရိမ်မိပုံရသည်သူကိုကြည်လင်းစွာပြုံးပြပြီးခတ်တိုးတိုးပြောသည်ပိတ်ရလေအိမ်မှာအေးအေးဆေးဆေးနေခြင်းသေးလို့လေသူတို့ကသပင်ဆိုင်လက်သေးဆိုင်တွေဝင်ကြလောက်ကြအောင်ပါအဖြူကအဲ့ဒါတွေစိတ်မဝင်စားတော့ပြင်းတယ်အကိုရဲ့ပြီးတော့ဈေးဝယ်ရင်လည်းအကြမ်းကကြီးပဲအဖြူကအလေးတန်းတိုးတိုးဖြင့်အတင်းတုံရင်ရှိတော့သူပါလိုက်ရှိမိသည်အဖြူကအဲ့ဒါတွေစိတ်မဝင်စားဘူးဆိုတော့ပိတ်ရကြဘာတွေလုပ်လဲအဖြူလားထမင်းဟင်းတေချာချက်စားတယ်ရုံးဖွေရကြတော့ရုံးကျဲအမိကြပြားကြရချက်ရတော့ရေရရမစားရဘူးလေဖေဖေနဲ့မေမေလည်းအဖြူချက်ပေးတာစားရတော့တနာလို့ပိတ်ရက်ဆိုဈေးဝယ်ပြီးတေချာချက်စားတယ်ပြီးတော့အိမ်တန်ရှင်းရေးလုပ်တယ်ပြီးတော့ကောင်းကောင်းအိတ်တယ်ကောင်းကောင်းစားတယ်စားဖက်တယ်ဇက်ကားကြည့်တယ်လေအဖြူရဲ့အဖြေကိုသူသဘောကျစွာပြုံးမိသွားသည်ဟုတ်သည်ပဲလေတစ်ချိန်လုံးအလုပ်တွေလုံးဝင်ငွေတွေရှာနေပြီးကောင်းကောင်းစားကောင်းကောင်းအိတ်ဖို့ကလည်းအရေးကြီးသည်မဟုတ်လားသူမ၏ရိုးရှင်အေချမ်းသောဘဝနဲ့စိတ်နေစိတ်ထားလေးကိုသူတဖြည်းဖြည်းနဲ့သဘောကျနေမိသည်သူချစ်သူဝရီသာဒီလိုမင်းကလေးဆိုရင်ဘလောက်ကောင်းလိုက်မလဲဟုခလေးဆန်းဆန်းတွေးမိပြန်သည်အဲ့ဒီလိုသာဆိုသူတို့ချစ်သူဘဝဟာဘာပြဿနာမှမရှိပဲအေချမ်းပျော်ရွှင်နေရလိမ့်မည်အဖြူလာလေအကိုလိုက်ပို့မယ်ရုံးမှာအလုပ်တွေရှုပ်ပြီးရုံးစင်းချိန်နောက်ကျသောနေ့ကဘတ်စကားမှတ်တိုင်မှရက်နေသောအဖြူကိုတွေ့၍သူလှမ်းခေါ်လိုက်ခြင်းဖြစ်သည်နေပါစေအကိုအဖြူဘတ်နဲ့ပဲပြန်နေကြပါလာပါအဖြူရဲ့ကိုလည်းအဖြူစီကစားအုပ်လိုက်ငါခြင်းလို့ဒါနဲ့အဖြူအိမ်ကယောက်ျားလေးတယောက်နဲ့ပြန်လာတာမြင်စူလာတော့ဘာလို့တော့မရှိပါဘူးနော်သူစကားကြောင့်အဖြူကရည်ရင်အဖြူဖေဖေနဲ့မေမေကအမြင်ချင်းတဲ့သူတွေမဟုတ်ပါဘူးအကိုရဲ့ဒုံးနဲ့အဖြူအိမ်တို့သူပထမဦးဆုံးရောက်ခဲ့တော်သည်အဖြူဖေဖေကသူကိုခင်မင်းရင်းနှီးစွာနှုတ်ဆက်ပါသည်မျက်နာချိုချိုနဲ့သဘောကောင်းမုံရသောအဖြူမေမေကိုဝီချဲပေါ်တွင်တွေ့ရ၍သူအံ့ဩသွားမိသည်အဖြူကမေမေကကျမ်းမာရေးမကောင်းဟုပြောဖို့တော့လဲထိုပုံစံမျိုးဟုသူမထင်ခဲ့ပါထို့ကြောင့်လဲထမင်းဟင်းချက်တာအိမ်မှုကိစ္စလုပ်တာအကုန်အဖြူတာဝန်ကြီးဖြစ်နေတာဖြစ်မိအဖြူတို့အိမ်ကတက်ထက်တိုက်ကလေးဖြစ်ပြီးလူနေသည့်အခန်းတွေအပြင်စာအုပ်တွေထားဖို့တခန်းတီးတန်းထားတာတွေ့ရသည်ထိုအခန်းထဲမှာပဲအဖြူရဲ့ကိုယ်ပိုင် laptop ကိုလည်းတွေ့ရတာမို့အဖြူကဒီအခန်းမှာပဲအလုံးလုံးပုံရသည်အကိုစာအုပ်တွေအေးဆေးကြည့်နော်အဖြူညီးစည်းစည်းကြီးဖြစ်နေလို့ရေချိုးလိုက်အောင်မေသူကစာအုပ်စင်တွေပေါ်မှာစာအုပ်များကိုတအံ့တအောငေးကြည့်နေမိသည်စာအုပ်အဟောင်းဆိုင်တွေပင်ဒီလောက်ဆုံးမိမထင်ပေသူလျှောက်ကြည့်နေစဉ်အဖြူဖေဖေကကော်ဖီခွက်လေးလာပေး၍သူအာနာသွားရသည်အာနာစရာမလိုပါဘူးကွဒီထက်တောင်ဧည့်ခံခြင်းသေးတာအိမ်မကကော်ဖီပဲရှိလို့ရပါတယ်ဦးဒုက္ခမရှာပါနဲ့အဖြူလေးကတားအကြောင်းတွေခဏခဏပြောပြတယ်အလုတ်လုတ်တာတောတဲ့အကြောင်းသူကလည်းအမြဲတင်ပြဆုံးမပေးတဲ့အကြောင်းသူ့မှာအကိုတယောက်ထပ်ရလိုက်တယ်လို့ပဲတဲ့အဖြူဖေဖေစကားကြောင့်သူပြုံးမိသွားရသည်အဖြူကသူ့အကြောင်းကိုအိမ်မှာပြန်ပြောပြတဲ့လားအဖြူကိုကိုညမလေးတယောက်လိုချစ်ခင်စောင့်ရှောက်ပေးတဲ့အတွက်ဦးကကျေးဇူးတင်ကြောင်းပြောချင်တာပါလုပ်ငန်းခွင်ဆိုတာကသိတဲ့အတိုင်းလူပေါင်းစုံဆိုတော့သမီးလေးအဆင်ပြေပါမလားလို့တွေးပူနေရတာသူကအနေအထိုင်အေးတော့လေဟုတ်တယ်ဦးရပါတယ်ဗျအဖြူကစိတ်ထားကောင်းသဘောကောင်းတော့ရုံးမာကလူချစ်လူခင်တွေများပါတယ်အလုတ်လည်းအရန်ကြိုးစားတယ်သူ
သူ့အတွက်စိတ်မပူပါနဲ့ဦးအဖြူဖေဖေထွက်သွားမှသူလဲကော်ဖီတောက်ရင်စားအုပ်တွေကိုအေးအေးဆေးဆေးကြည်နေမိသည်စားအုပ်ကောင်းတွေအများကြီးမို့ဝရီအတွက်ယူသွားပေးခြင်းတော့လေဖတ်မှမဟုတ်တော့ကြောင်းစိတ်လျှော်လိုက်ရသည်အဖြူတို့အိမ်လေးကတထက်တိုက်ပူလေးပင်ဖြစ်တော့လေခြံထဲတွင်တပင်ကြီးတွေရဲ့အရေးကောင်းကောင်းရနေသောကြောင့်တဘာဝအေးတက်ကိုခံစားရသည်ရက်ွက်အတွင်းပိုင်းလဲကြသည်မို့ကားတန်လူတန်အတန်ပလန်ဆူညံနေခြင်းမရှိပဲတိတ်ဆိတ်အေးချမ်းလာသည်ကော်ဖီတစ်ခွက်နဲ့စားအုပ်ပုံကြားတွင်ထိုင်ရင်အချိန်တွေဘလို့ကုန်သွားမှန်းပဲမသိလိုက်ပေအဖြူရောက်လာမှပဲသူပြန်ဖို့တတိရတော့သည်သူကားမောင်းပြန်လာရင်အဖြူတို့မိသားစုအကြောင်းကိုစဉ်းစားနေမိသည်မချမ်းသာတော့လဲပြည်စုံအေးချမ်းနေသောမိသားစုလေးဒီလိုမိပါဒီလိုအတိုင်းအဝိုင်းကြားမှာကြည်ပြင်းလာသောအဖြူတယောက်ဒီလိုစိတ်နေစိတ်ထားရှိတာမထူးဆန်းဟုပြောရမည်ခဏတစ်ပြုံအလဲရောက်လာသောသူပင်စိတ်ထဲတွင်အေးချမ်းမှုတွေကူးဆက်သွားရသည်မဟုတ်လားရတယ်မောင်မလာနိုင်ဘူးဆိုလဲပြီးရောသူမကပြောပြီးတာနဲ့ဖုန်းချသွားသည်သူကတက်ပြင်းမောတစ်ချက်ကိုချလိုက်မိရင်လက်ကနာရီကိုငုံကြည့်မိသည်ဝရီကလမ်းမှာကားပြတ်သွားလို့သူမကိုလာခေါ်ပေးရန်ဖုန်းဆက်ခြင်းဖြစ်သည်သူအလုပ်ကနေအဲ့ဒီကိုရောက်ဖို့တနာရီလောက်ကားမောင်းရမည်ဖြစ်သည်အသွားအပြန်2နာရီနဲ့သူမကိုအိမ်ပြန်ပို့ချိန်နဲ့ဆိုရင်3နာရီလောက်ကြာမှရုံးကိုပြန်ရောက်မည်အလုပ်ချိန်မှာအဲ့ဒီလောက်ကြာအောင်အပြင်ထွက်ဖို့အဆင်မပြေကြောင်းပြောတော့လဲသူမကလက်မခံပါနေ့တဝက်ခွင့်ယူရအောင်လဲလာကြုံရမို့ဒီနေ့အပြေလို့ရမယ့်စရင်တွေကလည်းရှိနေသေးသည်သူမနေရနဲ့အနီးဆုံးကတငယ်ချင်းဖြစ်သူတေစာကိုလာခိုင်းပြီးဆိုတော့လဲလက်မခံစိတ်ဆိုးပြီးဖုန်းချသွားလေပြီဘာပဲဖြစ်ဖြစ်သူကတေစာကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောတော့သွားလိုက်မည်ဆို၍စိတ်အေးသွားရသည်ဝရီသည်သူမကြည့်နေကြကိုရီးယားကားတွေတဲကလို့မင်းသမီးဒုက္ခရောက်တိုင်းမင်းသားကချက်ချင်းရောက်လာရမည်ဟုတွေးနေလားမသိပါမင်းသားကကုမ္ပဏီမှာ CEO တို့မန်နေဂျာချုပ်တို့လိုအလုပ်ကြီးကြီးတွေလုပ်ရပြီးမင်းသမီးနောက်ကိုလည်းတက်ကြက်မခွာလိုက်ချောင်းနိုင်သည်မှလည်းထူးဆန်းသည်သူတို့ကုမ္ပဏီကမန်နေဂျာအကိုကတော့တစ်ချိန်လုံးအလုပ်ရှုံနေပြီးဖင်နဲ့ကလထိုင်းတွဲချုပ်ထားသလားထင်ရဒိုနေကသူ့အလုပ်ကပြန်လာနောက်ကြသည်သူမစီဖုန်းခေါ်ကြည့်တော့လည်းမကိုင်းတေစာကိုမေးကြည့်တော့သူမတက္ကစီနဲ့အိမ်ပြန်သွားပြီးကားကိုတော့တေစာကိုယ်တိုင်ဝက်ရှော့မှာအပ်ပေးခဲ့သည်တဲ့သူလည်းစိတ်ပင်ပန်းလူပင်ပန်းမို့ရေချိုးညစားစားကအေးအေးဆေးဆေးအနာယူနေမိတော့သည်အခါတိုင်းဆိုရင်မနဲ့ရုံမသွားခင်သွားမိအကြောင်းတခါဖုန်းဆက်ရနေ့လယ်စာစားချိန်တခါဆက်ရရုံကပြန်ရောက်ချိန်ပြန်ရောက်ကြောင်းတခါဆက်ရအိယာဝင်လျင်သူမမအိမ်မချင်းဗီဒီယိုကောပြောပေးနေရသူမပြောသမျှသတင်းပလင်းအတင်းအပြင်းတွေကိုနားထောင်ပေးရနဲ့သူ့ကိုယ်ပိုင်အချိန်တွေကုန်မှန်မသိကုန်ဆုံးသွားရသည်အိမ်မှာအတီခွဲစားရင်လက်ဓာရှာသွားတာကိုတဖွဲ့တနွယ်ပြောပြနေတော့သူမကသူအလုပ်လုပ်ရတာအဆင်ပြေလားတခေါ်မမေးဘူးဇလန်တွဲတွေမိုးလင်းပေါက်ကြည့်လို့အေးရေးပြက်ခါခေါင်းမူနေသည်ဟူညင်ပြနေတော့သူမကသူ့ကိုဒီနေ့အလုပ်တွေများလားပင်ပန်းလားတခေါ်မမေးဘူးသူမကိုဘသူတွေကမနာလိုနေကြောင်းနောက်ကွယ်မှာဘလို့ပြောကြောင်းဝမ်းနေပြနေတဲ့သူမကသူ့အလုပ်ထဲကသူတွေနဲ့အဆင်ပြေရဲ့လားလို့တခေါ်မမေးဘူးသူမမျက်နာမကောင်းတာမြင်တာနဲ့စိတ်ပူကပြပြတလဲမေးတတ်တော့သူကိုသူမကတော့စိတ်အဆင်ပြေလားပင်ပန်းလားစိတ်ညစ်နေလားအလုပ်အဆင်ပြေလားဘာဆိုဘာမှစိတ်မဝင်စားပဲသူမပြောချင်တာသူမလှုပ်ချင်တာသူမစိတ်ဆန္ဒတွေကိုသာအမြဲရှေ့တန်းတင်တတ်သူအချစ်ဆိုသောအရာကိုပုံဖော်ရမှာယောက်ျားလေးကချစ်ပေးရမည်မိန်းကလေးကအချစ်ခံရမည်ဟုဘသူကသတ်မှတ်ခဲ့ပါသလဲကြားမှာဘသူမဆိုတယောက်ကအမြဲယူနေပြီးတယောက်ကအမြဲပေးနေရရင်ဒါဟာအချစ်လို့ခေါ်ပါအောင်မလားတကယ်ဆိုရင်သူ့လိုအပ်တာနားလဲမှုဆိုတဲ့အရာတစ်ခုတည်းရဲ့ပါသူကဖုန်းကိုစက်ပိတ်ထားလိုက်ခါဘီယာတပူးနဲ့အာလူကျော်တို့ကိုယူပြီး TV ရှေ့ထိုင်ရင် Netflix ကလာနေသောဇာတ်ကားတွေကိုတကားပြီးတကားရွေးကြည့်နေမိသည်ဇာတ်ကားတကားပြီးသွားတော့အိတ်ချင်လာတာနဲ့တချင်းတွေကိုခတ်တူတူဖွင့်ရင်အိတ်ရာထဲမှာလှဲက Facebook ခဏသုံးရင်အိတ်ပြောသွားသည်မောင်ဝရီစိတ်ကောက်နေတော့၄-၅ရက်အတွင်းနာအေးပါအေးနဲ့စိတ်ချမ်းသာနေတော့သူကြာကြာမပြောလိုက်ရရှုံးပေးရဲ့သူချမ်းထဲမှာဒန်းပေါ်ထိုင်ကစာဖတ်နေစဉ်ဝရီကခြံရှိအထီရောက်လာ၍ဖြစ်သည်ဝရီ
သူကတအံ့တအောဖြင့်ခြံတကားဖွင့်ပေးလိုက်တော့သူမကခြံထဲဝင်လာကသူ့ပခုံးလေးရင်ဘတ်တွေကိုလက်ဖြင့်ထူရိုက်တော့သည်လူစိုးကြီးလူယုံမာကြီးသူများကိုစိတ်ဆိုးအောင်လုပ်ပြီးပြစ်ထားတယ်ပေါ့ဟုတ်လားကြီးထိုးထိုးခွေးဆားဆားပေါ့ဟုတ်လားချော့ဖို့တော့စိတ်မပါတော့ဘူးလားဟမ်သူကသူမလက်နှစ်ဖက်ကိုခပ်ဖွားဖွားဆုပ်ခါချုပ်ကိုင်းနာရင်မဟုတ်ပါဘူးဝတီရဲ့ကိုခုရဲ့အလုပ်တွေရှုပ်နေလို့ပါအလုပ်ကပင်ပန်းအိမ်ပြန်ကနောက်ကျနေမို့ဖုန်းဆက်ဖို့မေ့မေ့နေမိတာပါပြစ်ထားတာမဟုတ်ရပါဘူးကွာဘလောက်ပဲအလုပ်ရှုပ်ရှုပ်ဖုန်းဆက်ဖို့တော့အချိန်ရတယ်လေတမင်ပြစ်ထားတာမဟုတ်လားဟမ်အသက်တွေ့နေပြီမလားဝတီကပြောရင်မှမျက်ရည်တွေပိုပိုပေါက်ပေါက်စီကျလာပြီဝတီလေးမောင်တကယ်ပြတ်နိုင်ပြီလားဆိုပြီးဝမ်းနေလိုက်ရတာငိုလိုက်ရတာဒီရွက်တွေတဲ့စိတ်ဆင်းရဲရလွန်းလို့ဝတီထမင်းတောင်မစားနိုင်ဘူးအဲ့လိုလည်းမပြောဘူးမောင်ဝတီကိုပြစ်ထားရက်တယ်အရန်ရက်ဆက်တာပဲခုလိုကြတော့လေဝတီကိုသူတနာမိသွားပြန်သည်သူမဟာသူ့အပေါ်ရစ်တာဆိုတာကလွဲရင်သူ့ကိုတော့တကယ်ချစ်ရှာသူမဟုတ်လားကိုတောင်းမှန်ပါတယ်ကွာမငုံနဲ့တော့နော်အလုပ်တွေရှုပ်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်သွားလို့ပါနောက်ကိုပြစ်မထားတော့ဘူးနော်သူကသူမပါပြင်ပေါ်မှမျက်ရည်တွေကိုလက်ဖြစ်ဖွာဖွာတုပ်ပေးရင်အိမ်ထဲဝင်ပြီးရောက်ခမကြီးနဲ့တွေ့အောင်မလားမိမိကဟိုရက်ကတော့မေးနေတာဖုန်းပြောတယ်မကြားလို့စိတ်ကောက်နေတာလားတဲ့သူကပြုံးဖြဲဖြဲနဲ့ပြောတော့ဝတီကမျက်စောင်းထိုးပြီးစိတ်ကောက်အောင်လှုပ်ထားတာကိုလို့အခုတော့ရမင်းတို့နဲ့ချိန်ထားတာလာရင်နဲ့စိတ်ထဲမှာဘလို့မှမနေနိုင်လို့မောက်စီဝင်လာခဲ့တာမျက်ရည်များတုပ်ပြီးကစားမျက်နာလေးကအနှဲငယ်ညှိုးနွမ်းနေတာမို့သူတော်တော်စိတ်မကောင်းဖြစ်သွားရသည်သူမတကယ်ကိုခံစားခဲ့ရသည်ဆိုတာတီးသားပါသည်အိမ်ထဲတော့မဝင်တော့ပါဘူးနောက်မှအန်တီကိုတီးတန့်လာတွေ့တော့မယ်လို့ပြောပြီးနော်အခုဝတီအပြင်သွားမလို့မောင်းလိုက်ပါလားမလိုက်ဘူးဆိုရင်စိတ်ကောက်အောင်မမို့သူ့အိမ်ထဲမှာဖုန်းနဲ့ပတ်စံအိမ်ဝင်ယူလိုက်ရသည်မေတာအပြင်ခဏသွားအောင်မယ်နော်သူနှုတ်ဆက်တော့မေကအကြောင်းသိနေဟန်ဖြစ်ပြုံးကခေါင်းငိမ့်ပြသည်ထိုတိုင်အောင်မေအပြုံးကအသက်မပါမေကသူတို့နှစ်ယောက်အကြောင်းကိုသိတဲ့တလောက်သိသူမို့ရေလွန်ကြီးကြလွန်သောဝတီကိုသိတဲ့ဘောမကြပါရုပ်ရည်ပညာအတိုင်းအဝိုင်းဘာမှပြောစရာမရှိတော့လေကိုသားသမီးအပေါ်အနိုင်ယူတတ်သူကိုဘယ်မိဘကသဘောကျပါမလဲလေသူတို့အကြောင်းသိနေတော့တငယ်ချင်းတွေကလည်းပြောကြသည်ဝတီရဲ့အကျင့်စရိုက်ကိုသူ့ရေရှည်တီးခံနိုင်မှာတေချာရဲ့လားတဲ့လက်ထပ်ပြီးမှဆိုရင်ရုံးထွက်ဖို့ပိုခံမှာမို့အခုကလေးကပြန်စင်စားတင်သည်တဲ့သူမစင်စားပဲဘယ်နေခဲ့ပါမလဲလေအချင်းချင်းအဖန်ဖန်ပြန်စင်စားခဲ့ပေမဲ့အဖက်ဖက်ကိုငင်ညာပြီးနောက်ဆုတ်လို့မရနိုင်တာမို့ရှေ့ဆက်သွားနေခဲ့ရတာသူကိုယ်တိုင်သာအတိဆုံးလေးနှစ်နီးပါး relationship တခုကိုသူ့ဘက်ကလွယ်ဖြတ်တောင်းနိုင်ခဲ့ရင်တော့မင်းကလေးဘက်ကထိခိုက်နစ်နာစရာတွေအများကြီးလေရှေ့မတိုးတာနောက်မဆုတ်တာအခြေအနေမှာမီးစင်ကြီးကာယုံပေါ်ဟူတာမောင်မလိုက်ရပါဘူးဝရိစကားအစုံမှာသူစိတ်ပြတ်စွာဖြင့်ကြစ်ခနဲ့စုပ်တက်လိုက်မိသည်ကိုမလိုက်လို့မရဘူးလို့ဝရိကိုပြောပြီးပြီလေကွာဒါပါစင်နယ်ကိစ္စမဟုတ်ဘူးကုမ္ပဏီရဲ့နှစ်ပတ်လည်ပွဲ MD ကိုယ်တိုင်ကတယုံလုံးအကုန်လိုက်ရမယ်လို့ပြောပြီးသား MD မပြောလေလိုက်ချင်နေတာပဲမဟုတ်လားရုံးကကောင်းမလေးတွေနဲ့လွတ်လွတ်လပ်လပ်ကဲလို့ရအောင်လေဝတီကမဲကားရွယ်ကားပြောသည်ဟိုတနေ့ကနေလေထမင်းစားနေချိန်ရုံးဘေးကကော်ဖီဆိုင်မှာသူနဲ့အဖြူအတူထိုင်နေတာကိုဝတီမြင်သွားသည်မတော်တဆပဲလားတမင်လာချောင်းနာလာတော့သူလည်းမသိပါအခါတိုင်းလည်းနေလေစားပြီးတိုင်းထိုဆိုင်တို့သူကော်ဖီသွားတောက်လေးရှိပြီးအဖြူလည်းတစ်ခါတလေအတူတောက်တတ်သည်ထိုနေ့ကဝတီကဆိုင်ရှိမှကာရက်ခါလမ်းကြည့်နေသည်ကိုသူရုတ်တရက်မြင်လိုက်ရသဖြင့်လက်လံပြကနှုတ်ဆက်လိုက်သေးသည်သို့သောဝတီကမျက်နာကိုတီတင်းကကားကိုမောင်းထွက်သွားသည်မို့စိတ်ဆိုးသွားပြန်ပြီးဟိုသူနားလဲလိုက်သည်တကယ်ဆိုကော်ဖီဆိုင်ရဲ့လူမြင်ခွင်းမှာမျက်နှာချင်းဆိုင်ထိုင်ရင်စကားပြောနေမိလူနှစ်ယောက်ပုံကအထင်လွဲစရာဟိုသူမထင်ခဲ့မိပါတို့တိုင်အောင်အသိလားအကိုတငယ်ချင်းမှာဖြတ်သွားတာမြင်လို့လှမ်းနှုတ်ဆက်လိုက်တာအဖြူဤအမေကိုပြန်ပြေမိတော့သူကိုယ်သူလိပ်ပြမလုံးသူချစ်သူပါလို့ဘာကြောင့်အတိအလင်းမပြောနိုင်ခဲ့ရတာလဲ
ထိုကိစ္စနဲ့ပတ်သက်ပြီးရုံးကလှုပ်ဖို့ကင်ဘတ်ဖြစ်ကြောင်းတခြားသူတွေနဲ့လည်းတခါတလေဒီလိုအတူကော်ဖီတောက်ဖြစ်ကြောင်းသူဝရီကိုအာပေါမတက်ရှင်ပြတောင်းပန်ခဲ့ရသည်ဒါတောင်ဝရီရဲ့တန်တရားစိတ်တွေကပြေပြောက်သွားဟန်မတူပါလာပြန်ပြီလားကွာဝရီကဒါပဲဒါအပြိုတက်တက်ခရီးမဟုတ်ဘူးလေအရင်နှစ်တွေကလည်းနှစ်ပတ်လဲပွဲဆိုဟိုတယ်တစ်ခုခုမှလုံနေကြအခုကထူးထူးခြားခြားဖြစ်အောင်ဝန်ထမ်းတွေလည်းပြောအောင်ဆိုပြီးကမ်းခြေမှာစီစဉ်ပေးတာစုရမယ်ဝန်ထမ်းတွေကိုလဲပါလို့မလိုက်မဖြစ်လိုက်ရမယ်လို့ဂျာကြီးကအစောကလေးကကပ်ပြောထားတာအဲ့ဒီစုကလူကိုယ်တိုင်လိုက်ယူမှရမှာလားစုရတယ်ဆိုပြီးတာပဲလေဘလောက်ကြီးကျယ်ခမ်းနားတဲ့ပွဲမို့လဲပြောပါဦးဝရီစကားကြောင့်သူ့ထောင်ကနေစိတ်တိုးသွားရသည်ဒေါသဖြင့်မတုံ့ပြန်မိအောင်စိတ်ကိုထိန်ရင်ဟာဒါကုမ္ပဏီကဝန်ထမ်းတွေအတွက်လုပ်ပေးတဲ့ပွဲလေကြီးကျယ်တာတွေခမ်းနားတာတွေပြောစရာလိုလို့လားစုပေးတယ်ဆိုတာတန်မိုးကြီးတာတွေဘာတွေမဟုတ်လဲကို့အရေးအချင်းကို့စူးစမ်းမှုကိုအတိအမှတ်ပြုပေးတာပဲကိုကဘလို့အကြောင်းပြချက်မျိုးနဲ့မလိုက်ဖဲနေခဲ့ရမှာလေလိုက်ချင်ရင်လည်းအကြောင်းပြချက်တွေအများကြီးရှိသလိုမလိုက်ချင်ရင်လည်းအကြောင်းပြချက်တွေရှိတာပဲမောင်ကတော့လိုက်ချင်တဲ့သူဆိုတော့လိုက်ရမယ့်အကြောင်းပြချက်ပဲပြောနေတော့တာပေါ့မဲရွယ်ကပြောနေတော့ဝရီစကားအစုံမှာသူ့တက်ပြင်းမော်တစ်ချက်ချလိုက်မိသည်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးထပ်မပြောချင်တော့ဘူးဝရီအခုလဲဝရီကိုခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူးမဖြစ်မနေလိုက်ရမှာမို့အသိပေးတာသူ့စကားကြောင့်ဝတီကစိတ်ဆိုးသွားဟန်ဖြင့်မျက်နာကနီရဲတင်မာသွားသည်ကောင်းပြီလေအဲ့ဒီလောက်လိုက်ချင်နေမှာတော့လိုက်ပေါ့တခုတော့ရှိတယ်လိုက်သွားပြီးရင်တော့ဝတီစီဘတော်မှပြန်မလာနဲ့ဝတီကပြောပြီးတာနဲ့ကားကိုစိတ်ဆိုးမှန်ဆိုးမောင်းထပ်သွားတော့သည်သူရင်မောစွာဖြင့်တက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်မိသည်မတန်နိုင်မှာသူလဲပြောရချော်ရတာမောနေပြီမို့ဖြစ်ချင်ရဖြစ်စေတော့ဟိုသာသဘောထားလိုက်မိတော့သည်ခရီးမသွားပြတာကြာပြီဖြစ်သောသူအတွက်ထိုခရီးကအတော်ပင်ပြောစရာကောင်းခဲ့သည်ကြောင်ပြီးလို့အလုတ်ဝင်ကလေးကဒီလိုလွတ်လပ်ပေါ်ပါစွာမပြောရတာကြာပြီလေတလန်းလုံးတယောက်နဲ့တယောက်စနောက်ရင်စူညံစွာပြောဆိုရီမောကြရင်တဇက်ကလေးမှမပြင်းရထိုခရီးမှာတတိထားမိသည်ကအဖြူနဲ့ဖုံးတစ်ကိုဖြစ်သည်ဖုံးတစ်သည်ရုံးမာကလေးကအဖြူကိုမတိမသားပိုးပန်းနေခဲ့ပြီအခုခရီးမှာတော့မျက်စိနောက်လောက်အောင်ပဲအဖြူနာမကြခဏကန်နေတော့သည်တယုံလုံးကပါဝိုင်းကစနောက်ကြတော့ဖုံးတစ်ကပြုံးဖြီးဖြီးလုံးနေခဲ့ပြီအဖြူကတော့မျက်နာမအီမသားနဲ့သူ့ကိုမကြခဏလှမ်းကြည့်နေတာသူတတိထားမိသည်သူရင်နဲ့အဖြူကိုနှမျောတာတာစိတ်ဖုံးတစ်ကိုကြည့်မရသောစိတ်တို့နဲ့ပူလောင်နေမိတော့လဲတစ်ဖက်ကလည်းဖုံးတစ်ဟာအဖြူနဲ့လိုက်ဖက်တင်တော်သူဟုတတ်မှတ်မိပြန်သည်ဖုံးတစ်ဟာရုပ်ရည်ပညာအတိုင်းအဝိုင်းဘာမှပြောစရာမလိုသလိုအကျင့်စရိုက်အရာလဲအေးစေတည်ငြိမ်သူဖြစ်သည်ကံကြီးကိုနေ့လေပိုင်းလောက်ရောက်တော့နေ့လေစာစားတော့ပြီးခိတ္တအနာယူကြသည်ပါတီကညနေပိုင်းမှာစားကြမည်ဖြစ်သည်ယောက်ျားလေးနဲ့မိန်းကလေးဘန်ဂလိုတစ်ခုစီခွဲထားကြသည်မို့ဖုံးတစ်တယောက်အဖြူနာကန်နေလို့မရတော့တခြားသူတွေကခရီးပန်း၍ခဏအိတ်နေကြတော့လေသူမကမအိတ်ချင်၍ကော်ဖီတစ်ခွက်ယူကာဝရန်တာကိုထွက်လာခဲ့စဉ်ဟိုဘက်ဘန်ဂလိုဝရန်တာတွင်အဖြူကိုတွေ့လိုက်ရ၍သူ့အဖြူထံလျှောက်လာခဲ့သည်အဖြူသည်ပင်လယ်ဘက်သို့မျက်နှာမူကငေးမောနေပြီးအနက်ရောင်သပင်များကလေထဲမှတပြက်ပြက်လွင်နေသည်အဖြူအဆင်ပြေလားဘာလို့သေးလဲသူနှုတ်ဆက်လိုက်မှအဖြူကငေးမောနေရမှသတိဝင်လာပြီးသူ့ကိုပြုံးပြသည်အဆင်ပြေပါတယ်အကိုအမတို့တော့ပင်မန်းလို့တဲ့အိတ်နေကြတယ်အဖြူကအောက်ကိုဆင်လာကသူ့ဘေးနာလာရက်သည်သူတို့နှစ်ယောက်ထွေရလေးပါပြောနေကြစဉ်မှာပဲဖုံးတစ်ကသူတို့အနာရောက်လာပြန်သည်အဖြူနေ့လည်းမအိပ်ဘူးလားစားချင်တာရှိရင်ပြောလေကျွန်တော်သွားဝယ်ပေးမယ်အတုတ်တို့ဘာတို့ပေါ့ရပါတယ်ကိုဖုံးတဲ့အဖြူဘာမှမစားချင်သေးလို့ပါအဖြူညင်းလိုက်တော့မှကိုတော်ချောကအနာကထွက်သွားသည်သူကအဖြူမျက်နှာကိုအကဲခတ်သလိုကြည့်ရင်ဖုံးတစ်ကအဖြူကိုအရန်သဘောကျနေပုံပဲအဖြူကတော့သဘောမကျပါဘူးအဖြူကခက်ပြက်ပြက်ပြောသည်ဘာဖြစ်လို့လဲအဖြူရဲ့ဖုံးတစ်ကလူကောင်းလေးပါရုပ်ရည်ပညာအတိုင်းအဝိုင်းဘာမှပြောစရာမရှိတာသူစကားကြောင့်အဖြူကသူ့ကိုဖြက်ခနဲလှမ်းကြည့်ရင်မျက်နှာတီတီဖြင့်အဲ့ဒါနဲ့ပဲအဖြူကသဘောကျရတော့မှလားအကိုကအဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူးဖုံးတစ်လိုပြည့်စုံတဲ့သူတယောက်ကိုအဖြူဘာကြောင့်သဘောမကျတာလဲသိချင်မိလို့ပါ
အဖြူမျက်နှာညိုကနေဖြစ်သွားသလိုသူထင်လိုက်မိသည်အဖြူကခက်ဝေးဝေးကိုငေးကြည့်ရင်အဖြူဘဝမှာဖြစ်ချင်တာနဲ့ဖြစ်တင်တာရှင်းလာရင်ဖြစ်တင်တာကိုပဲရွေးခဲ့ရတာများနေပါပြီအချစ်ရေးကိစ္စမှာတော့ကိုယ်စိတ်အလိုအတိုင်းပဲရွေးချယ်ခြင်းနဲ့သူဘာသူဘလောက်ပဲပြည့်စုံနေပါစေအဖြူမှသူ့ကိုမချစ်တာအဖြူကအသက်ပြင်းလေးတစ်ချက်ရှိုက်လိုက်ရင်အဖြူသွားနာတော့မယ်သူဝဒီအပေါ်မှာသစ္စာမဲ့လိုစိတ်လုံးဝမရှိတော့လဲအဖြူအပေါ်မှာတဖြည်းဖြည်းနဲ့တန်ရောစင်တွေ့လာမိတာဝန်ခံပါသည်တို့တိုင်အောင်သူနဲ့အဖြူကြားမှာစီးတစ်ခုကိုသူအလိုလိုထားမိလျက်သားဖြစ်နေခဲ့သည်ထိုစီမှာထက်ဝရီဆိုသောသူဤချစ်သူဖြစ်သည်သူမှချစ်သူရှိတဲ့ဟူသောအသည့်သည်သူ့စိတ်သူ့ခံစားမှုတွေကိုအလိုလိုထိန်ချုပ်ပြီးသားဖြစ်နေသည်သူ့ခြေလမ်းတို့ကိုရှေ့မတိုးနိုင်အောင်အလိုလိုရပ်တန့်ပြီးသားဖြစ်နေသည်သူ့အသည့်စိတ်ထဲမှာအဖြူဟာသူ့ညမလေးသူ့တငယ်ချင်းလိုသားဖြစ်သည်မတိစိတ်ထဲကိုတော့သူတခါမှဝင်မကြည့်ခဲ့အဖြူရဲ့ကြည်လင်းသောမျက်လုံးလေးတွေခလေးတစ်ယောက်လိုဟန်ဆောင်မှုကင်းသောအပြုံးလေးတွေရိုးရှင်းသောစကားတန်လေးတွေအားလုံးကိုသူမသိစိတ်ထဲမှာပဲသိမ်းဆည်းထားခဲ့သည်လေပါတီကိုညနေ6နာရီလောက်စားကြသည်အဆောက်အဦထဲမှာမဟုတ်ဘဲကမ်းခြေတောင်ပြင်ပေါ်မှာပွဲကိုပြင်ဆင်ထားတာမို့ပိုလွတ်လပ်ပျော်ရွှင်သောခံစားချက်ကိုရသည်စူရသောဝန်ထမ်းတွေကိုစုရွေးပေးကြသည်တခြင်းတွေဆိုကြသည်စားကြတောက်ကြသည်အကုန်လုံးအယမ်းပျော်နေကြသည်မို့အမတ်တရဖြစ်အောင်လိုက်လွှင့်နေစဉ်ဝရီတယောက်သူ့လိုက်ကိုဝင်ကြည့်သွားတာတွေ့လိုက်သည်သူမဘလောက်စိတ်ဆိုးနေမိလဲသူမတွေ့ရဲ့အဖြူတယောက်တော့နေလေကနဲ့ကွာခြားစွာအယံပျော်ရွှင်နေပုံရသည်ဘီယာတွေတောက်လိုက်တဟားဟားရီလိုက်ကလိုက်ခုံလိုက်လုံနေသည်အဖြူကိုဒီလိုပုံစံမျိုးမမြင်ဘူးတာမို့သူအံ့ဩသဘောကျမိကဗီဒီယိုရိုက်ထားလိုက်သည်ဒီကောင်မလေးအမူးပြေမှပြန်ပြရအောင်မီဒီတခါတိဆိုးဖြောပြေမှာကတော့အငယ်ဆုံးလေးအဖြူရောင်ပဲဖြစ်ပါတယ်ခင်ဗျာရိုက်ထားတဲ့ဗီဒီယိုတွေကိုပြန်ကြည့်နေစဉ်ကျင်ညာတန်ကြားလိုက်ရ၍သူလှည့်ကြည့်လိုက်တော့အဖြူကစင်ပေါ်မှာရောက်နေပြီအမေသူကတချင်းဆိုအောင်မေလားသူကတွေးရင်ပြုံးကြည့်နေမိသည်နည်းနည်းမူးနေပုံရတော့လဲသူမဟန်ပန်ကခတ်တီးတီးပင်သူကဖုန်းဖွင့်ကဗီဒီယိုရိုက်ထားလိုက်သည်အမှန်တကယ်ဖွင့်ပြောပြခြင်းပါတယ်ကိုချစ်ခဲ့တာအမှန်ကွယ်ကိုစိတ်ကူးအိမ်မက်တွေတယ်အမှန်တကယ်လဲစားဖို့ရမရည်ရွယ်မျောလင့်ချက်သာပြန်လဲဟန်ဆောင်သိစီကရဲ့အဖြူကအတန်အယံမကောင်းတော့လေအစွဲအငင်အဖြတ်အတောက်ကအဆိုတော်တယောက်လိုနားထောင်ကောင်းလာသည်တကယ်ဆိုတဲ့ကွယ်မှာကိုကြောက်နေတယ်ဟိုအရင်လုံးမင်းကိုလေတိုက်ဆိုင်ရင်ကွယ်မမြင်အောင်ပေါင်းကဝခါရဲ့အကျဉ်းနာဖုံးပြီးထားပါတယ်ရင်ဆိုင်မင်းမြဝရဲ့အကြည့်တွေကိုနားလေဖယားကြီးအဖြူဆူနေတဲ့တခြင်းနဲ့သူ့ထံတစ်ချက်ရောက်လာတဲ့သူမရဲ့အကြည့်တွေကဘာကိုဆိုလိုနေပါလဲသူ့ကိုလှမ်းကြည့်လိုက်တော့ရီဝေဝေမျက်ဝန်းတွေထဲမှာတန်ရောစင်တွေလားနာကျင်မှုတွေလားသူမဝေခွဲတတ်တော့ပါအပြင်မမသိသလိုပဲနေမယ်ရင်ပါရှိတာမင်းပါကွယ်အစင်သာပေးဆိုင်ရင်မင်းနောက်ကွယ်တိတ်တိတ်ကလေးပဲချစ်သွားမယ်ဟေးဒါမှတို့အငယ်ဆုံးလေကွာတချင်းပြီးသွားတော့အကောင်လုံးကလက်ခုပ်တီးကအားပေးကြသည်မိန်းကလေးတချို့ကတော့အဖြူအမူကိုအနှဲငယ်သတိထားမိကတို့အဖြူလေးတော့တယောက်ယောက်ကြောင့်ခံစားနေရပြီထင်တယ်ဟုစာနေကြသည်ဖုန်တစ်ကတော့ဝေခွဲမရဟန်ဖြင့်အဖြူကိုငေးကြည့်နေသည်သူအဖြူအနာကိုမသွားမိပဲဘီယာကိုသာတပူပြီးတပူတောင်းနေမိသည်သူရင်နဲ့ဘာကြောင့်စို့နင်းနေကြီးခံစားနေရတာလဲဘာကြောင့်ဝဲဘက်ရင်အုံဟာနာကျင်နေရတာလဲဘာကြောင့်တခုခုကိုနောင်တရသလိုခံစားနေရတာလဲငုံငိုင်ငိုင်နဲ့ထိုင်နေမိစဲမှာပဲဖုန်းနဲ့ message ဝင်လာတဲ့ကြား၍ကြည့်လိုက်တော့ဝရိထံမှဖြစ်သည်ဝီးရာဒန်းနဲ့သူစိတ်ရှုပ်ထွေးစွာဖြင့်ခတ်တိုးတိုးဆဲရင်ဖုန်းကိုစပိတ်ထားလိုက်သည်
ပါတီပွဲပြီးသွားလို့အကုန်ဘန်ဂလိုထဲဝင်သွားကြသည့်အထိသူထိုင်နေမိတော့တန်ရှိရေးကောင်လေးတွေခုံတွေလာသိမ်းမှသူထိုင်ရမှထားကကန်းကြီးဘက်ကိုလမ်းလျှောက်လာခဲ့သည်တဖြူဖြူတိုက်ခတ်နေသောလေကြောင့်သူ့စိတ်အနေငယ်ကြည်လင်သွားသလိုခံစားလိုက်ရသည်ထိုစဉ်မှာပင်အမောင်ထဲမှတဲတောင်မြေပေါ်ထိုင်နေသူတယောက်ကိုမြင်လိုက်ရသည်အဖြူတယောက်တည်းဘာလုပ်နေတာလဲသူ့အတန်ကြောင့်အဖြူကလှည့်ကြည့်ပြီးဘာရင်မဟုတ်ပါဘူးအကိုမအိတ်ချင်သေးလို့လေးတန်းကဘလုံးမထွေသူမတိတ်အမူပြေသေးပုံမရသူကအဖြူဘေးနားမှာထိုင်လိုက်ရင်အဖြူတချင်းဆိုတာအရန်ကောင်းတာပဲအဖြူလဲဆိုရတာအရန်ကောင်းတာပဲစိတ်ထွဲပေါ့သွားသလိုပဲသူကဘေးတိုင်းမြင်နေရတော့အဖြူမျက်နှာကလေးကိုငေးကြည့်ရင်ရင်တွေတဒိန်ဒိန်ခုန်လာသည်မိုးထားဟန်တူသောမျက်ခေါမိုးမိုးလေးကိုသူကရုဏာတက်စွာငေးကြည့်နေမိသည်ကိုတို့တွေအတွေ့နောက်ကျခဲ့တာလားဖြူရဲ့ကိုတို့တွေ၄နှစ်လောက်များစောပြီးတွေ့ခဲ့ရင်အခုလိုနာကျင်နေရမှာမဟုတ်ဘူးအခုလိုနီးလျက်နဲ့ဝေးနေရမှာမဟုတ်ဘူးနော်အခုတော့ကိုမလက်ရှိပိုင်ဆိုင်သားသူရှိရဲ့နဲ့အဖြူကိုချစ်တယ်လို့ဘလို့ပြောရပါမလဲကွယ်အဖြူအပေါ်ဘယ်တရားပါမလဲအဖြူလေးအိမ်မပြန်ချင်တော့ဘူးအလုပ်လည်းမလုပ်ချင်တော့ဘူးဒီမှာပဲဒီလိုပင်လေကြီးနားမှာပဲနေချင်တယ်စိတ်ထဲမှာအယမ်းကိုလွတ်လပ်ပေါ့ပါတာပဲအဖြူရဲ့ခလေးဆန်းဆန်းစကားကြောင့်သူပြုံးလိုက်မိရင်ဒီမှာပဲနေလေအကိုလည်းမပြန်တော့ဘူးအကိုကငါးဖမ်းမယ်အဖြူကငါးကင်ရောင်သူစကားကြောင့်အဖြူကရီလိုက်တော့လေရီတန်းကအသက်မပါအကိုနဲ့မနေချင်ပါဘူးအကိုနဲ့တွေ့ရမှာကြောက်လို့မပြန်ချင်ပါဘူးဆိုမှဟမ်ဘာဖြစ်လို့အကိုဘာအပြစ်လုပ်ထားမိလို့ပါလဲဗျသူတအံ့တော်မင်းပြီးတော့သူမှပြန်မဖြေပါအကြာကြီးတိတ်ဆိတ်နေသဖြင့်သူကအဖြူပခုံးလေးကိုကင်ကားဒီဘက်လဲလိုက်တော့ပါဖြင်ပေါ်မှာမျက်ရည်စားများအဖြူကရှိုက်တန်းတဝက်ဖြင့်အဖြူအကိုနဲ့မတွေ့ချင်တော့ဘူးအကိုနဲ့တွေ့ရတာပင်ပန်းတယ်နာကျင်တယ်အကိုကိုမြင်နေရရင်အဖြူဝမ်းနေတယ်အဖြူလေးကိုမချစ်မိအောင်ကိုထိန်းနေရတာအယမ်းပင်ပန်းတယ်ကိုရဲ့အဖြူရဲ့ငိုရှိုက်ရင်ဘလုံးပထွေပြောနေရှာသောသူမစကားများကသူ့နှလုံးသားကိုတမြေမြေနာကျင်စေသည်သူကအဖြူကိုလေးကိုရင်ခွင်ထဲဆွဲသွင်းကခတ်တင်တင်ပွေဖတ်ထားမိသည်သူရင်ဘမှာအဖြူမျက်ရည်တွေဆိုလာတာခံစားရသည်ကိုလေအဖြူကိုတိတ်ချစ်တာပေါ့ကွယ်နောက်ဆက်တွဲစကားများကိုတော့သူမပြောချင်တော့ပါချစ်ရသူရဲ့နာကျင်မှုတွေခဏတာပဲဖြစ်ဖြစ်သက်သာပျော်ရွှင်စေပါတော့ကန်းကြီးခရီးမှပြန်လာတော့သူနဲ့အဖြူရဲ့အခြေအနေတွေဟာမမျှော်လင့်ပဲပြောင်းလဲသွားခဲ့ရသည်အခုမှပဲသူဟာအဖြူရဲ့ကြည်စင်သောမျက်နှာလေးကိုရဲရဲတင်းတင်းငေးရသည်ထိန်ချုပ်ထားခဲ့ရသောဂရုစိုက်ခြင်းတွေကိုလည်းအခုမှပဲရဲရဲပေးရသည်ရှေမတိုးသာနောက်မဆုတ်သာအနေအထားတစ်ခုမှပိတ်မိလေးလံနေခဲ့သောသူစိတ်တို့သည်အခုမှပဲတိမ်ကင်းဆင်သွားသောကောင်းကင်လိုကြည်စင်သွားတော့သည်သို့တိုင်အောင်သူတို့နှစ်ယောက်ရဲ့ပြင်ပဆက်ဆံရေးကတော့အရင်အတိုင်းပဲဖြစ်သည်တယောက်နဲ့တယောက်ချစ်ကြောင်ဖွင့်ဟဝန်ခံပြီးသည့်တိုင်အခြေအနေတွေကထူခြားမသွားပါပုံမှန်အတိုင်းပဲသူတို့အလုပ်အတူတူလုပ်သည်အားလိုက်ချိန်တွင်စာအုပ်တွေရုပ်ရှင်တွေအကြောင်းပြောသည်နေလေစာစားပြီးလျင်ကော်ဖီဆိုင်အတူထိုင်သည်အဖြူသည်သူကိုအထူးတလဲထိန်ချုပ်တားမြစ်ထားခြင်းမရှိသလိုသူ့ဘဝကျဲဝင်ရောက်ဆွတ်ဖက်ကဦးမချီခါမကြမ်းသိချင်တာမျိုးလည်းမရှိပါထို့ကြောင့်လဲဝဒီနဲ့သူ့အကြောင်းကိုမသိတာဖြစ်မိအလုပ်ကိစ္စအတွက်ဝန်ထမ်းတွေအားလုံး Viber group သုံးကြရပြီးအဖြူနဲ့သူလည်း Viber နဲ့ပဲပြောပြကြသည်အဖြူသာသူ Facebook အကောင့်ကိုမေးပြီးဝင်ကြည့်လိုက်လျင်ဝဒီအကြောင်းချက်ချင်းသိသွားမှသိကြသည်ထို့တိုင်အောင်အဖြူကမမေးခဲ့ပါရှုံးမှာအမြဲတွေ့နေရသည်မို့တကူးတကဖုံမပြောပြကြအဖြူကအမြဲတမ်းအလုပ်တစ်ခုမဟုတ်တစ်ခုလုံးနေတတ်တာကြောင့်သူမနှောက်ယှက်ချင်တာလည်းဖြစ်သည်ပိတ်ရက်ဆိုရင်တော့နှစ်ယောက်အချိန်ပေးကတွေ့ပြကြသည်စာအုပ်အဟောင်းဆိုင်တွေသွားဖွာကြသည်ရုပ်ရှင်ကြည့်ကြသည်မြို့ပြင်ဘက်ကားရှောင်းမောင်းကစကားတွေပြောကြသည်မုတ်အတူစားကြသည်သူနဲ့အဖြူဟာဝါသနာရောအကြိုက်ပါတူနေတာမို့အတူတလဲညှိစရာမလိုခဲ့အစားအသောက်ကအစားကြည့်မဲ့ရုပ်ရှင်အစုံတခါတလေမတူတာရှိရင်တော့အဖြူကသူ့ကိုအမြဲဦးစားပေးနေလို့လဲဖြစ်မည်
အခုဆိုနေ့လယ်စာဆိုင်မှာစားနေကြသူကိုမစားခိုင်းတော့ဆိုင်ချက်တွေဟာကျမ်းမာရေးနဲ့မညီညွတ်ဘူးဟုဆိုကအဖြူကနေတိုင်းသူ့အတွက်ထမင်းဟင်းပို့ချလာသည်သူကသူမပင်မမှာဆိုရထဲမလာဖို့ပြောတော့လဲလက်မခံပါအထက်တန်းကျောင်းသူဘဝကလေးကမိဖို့ကျောင်းတာဝန်ကိုယူခဲ့ရတော့သူမအချက်အပြုတ်ကျွမ်းကျင်သည်မှမဆန်းပါတခုတော့ရှိသည်အဖြူကသူ့ကိုတိတ်ချစ်တိတ်ကယူဆိုင်တတ်တော့လေသူမဘာသာတည်တံနေခြင်းသောအချိန်တွေမှာတော့လာနှောက်ရှက်ရင်မကြိုက်တဲ့သူအလုပ်တစ်ခုခုလုပ်နေချိန်ဒါမှမဟုတ်စာအုပ်ဖတ်နေချိန်ဆိုလဲသူမကမနှောက်ရှက်ပဲအလိုက်တသိငြိမ်နေပေတတ်သည်တခါတလေအဲ့ဒီလို88ပုံစံလေးကိုသူကတမင်စခြင်းလားတဖြင့်အဖြူကတမျိုးပဲနော်ကိုချစ်တယ်သာပြောတယ်တဝင်လည်းမတူဘူးဘာမှချုပ်ချယ်တားမြစ်တာတွေလည်းမရှိဘူးအဖြူကိုတကယ်ရောချစ်ရလားလို့တော့တွေးမိနေတယ်မူးနေတော့မြန်အပျော်ကြံလိုက်တာလားလို့သူကစားတော့အဖြူကဟဟပပရီကထိန်းချုပ်ရအောင်ကိုကဆဲကြောတက်ကလေးမှမဟုတ်တော့တာကိုကအဖြူထက်တောင်းမှအရာရာပိုနားလေပိုရင်ကျက်တဲ့သူပဲဟာပြီးတော့တခြားသူကလိုက်ပြီးထိန်းချုပ်ပေးနေရအောင်မရင်ကျက်တဲ့သူမျိုးဆိုအစကတည်းကအဖြူကချစ်မိမှာတော့မဟုတ်ဘူးအဖြူမျက်လုံးထဲမှာတော့ကိုကဘာမှပြုတ်ပြင်ဖြစ်စော်စရာမလို perfect ဖြစ်ပြီးသားလူတစ်ယောက်ပဲကိုရဲ့အတွေ့အခေါ်အကျင့်စရိုက်ဝါသနာအကုန်လုံးကိုအဖြူသဘောကျလို့ချစ်ခဲ့တာပဲလေအဖြူစကားကြောင့်သူကိုယ်သူမလုံးမလဲဖြစ်သွားရသည်အဖြူအထင်ကြီးလေးစားသောသူဟာအဖြူအပေါ်မှာရိုးသားခြင်းမရှိခဲ့ဘူးမဟုတ်လားဝဒီအကြောင်းအဖြူကိုပြောပြမိစဉ်းစားတိုင်းလက်ရှိအခြေအနေကလေးကိုပျောက်ပြက်သွားမှကြောက်မိသောစိတ်ကြောင့်သူ့တွေးဝေးလေးလံနေမိစေတကယ်လို့ကိုကအဖြူတင်သလိုပါဖတ်မဟုတ်ခဲ့ရင်ရောကိုမှာအဖြူမသိတဲ့ပြစ်ချက်တွေရှိနေခဲ့ရင်ရောဒါကတော့ကိုရဲ့လောကမှာပြည့်စုံတဲ့သူဆိုတာရှိမှမရှိတာအဖြူမှာလည်းပြစ်ချက်တွေရှိတာပဲကိုမသိသေးတာပဲရှိတာဟုတ်လားကိုမသိသေးတာဘာတွေပါလဲအိရင်ဟောက်တတ်တာလားဒါမှမဟုတ်ဤခဏပေါက်တတ်သလားဟာကိုနော်ဟန်ဆောင်မှုကင်းမဲ့စွာရီမောနေသောအဖြူမျက်နှာကလေးကိုငေးရင်သူ့ရင်ထဲအေးချမ်းမှုများစီဝင်လာရသည်ဒီမိန်းကလေးဟာသူ့အနီးအနားကလူတိုင်းကိုအေးချမ်းမှုတွေကူဆက်စေသူဖြစ်သည်အဖြူသူ့နာရှိရင်သူ့စိတ်တွေပေါ်ပါလွတ်လပ်သည်စကားမှားသွားမလားစိတ်ကောက်သွားမလားတွေးပူနေစေရမလို့သူ့ဘက်ကတကူကိုအမှားလုံးမိရင်တော့ဖြည့်တွေးပေးတတ်တဲ့မိန်းကလေးအရာရာကိုအကောင့်ဘက်ကတွေးကသူကိုယ်တိုင်ရောသူ့ပန်ဝင်ခြင်းကိုပါအေးချမ်းစေသူလေဒီလိုမိန်းကလေးတယောက်ကိုသူစိတ်ဒုက္ခတွေပေးမိအောင်မလားဟိုတွေးမိတိုင်းရင်မောရပါသည်တကယ်ဆိုသူ့ဘက်မှာမပြည့်ပြတ်သေးတဲ့အခြေအနေတွေကရှိနေသေးသည်မဟုတ်လားမိုးထရန်သည်လူလေကောင်မှာပါးရိုက်တောင်ကျမ်းခြင်းကိုခံလိုက်ရပြီးနောက်ဝတီကိုခေါ်ကလူရှင်းသောတနေရာသို့ကားကိုမောင်းထွက်လာခဲ့သည်အချိန်ကဝတီသူ့ကိုပြက်ပြီးဟူစာလန်ပို့ပြီး2 လခန့်အကြာဖြစ်သည်ကြားတဲ့တွင်2 ယောက်လုံးအဆက်အသွယ်မလုပ်ဖြစ်ကြပဲဒီနေ့မှအဖြူနဲ့ရုပ်ရှင်ကြည့်ပြီးထွက်လာစဉ်တဲတိုးခြင်းဖြစ်သည်ကားပေါ်မှာဆင်းခြင်းမှာပဲဝတီကသူ့ကိုဒေါသတကြီးရိုက်ပုတ်ကုတ်ဖဲ့ရင်လူယုံမှာသက်စာမရှိတဲ့ကောင်နင်ဘလို့တော့လှုပ်ရတာလဲငါနင့်ကိုဒီလောက်ချစ်မှန်းသိရနဲ့နင်ဘလို့ဖောက်ပြန်နိုင်ရတာလဲသူမဤလက်သေးများကြောင့်သူမျက်နှာနဲ့လဲပင်တွေပုံပယ်နာကျင်လာတော့လေသူမစိတ်ကျဉ်တဲ့အထိငြိမ်နေပေးလိုက်သည်ငါနင့်ကိုပြက်ပြီးလို့မက်ဆေ့ပို့ခဲ့တာဘလောက်ကြာသေးလို့နောက်တစ်ယောက်ကိုချက်ချင်းတွဲနိုင်ရတာလဲဟမ်ဒါမှမဟုတ်ငါနဲ့မပြက်ခင်ကတည်းကသူနဲ့ဖောက်ပြန်နေခဲ့တာလားသူဘာမှပြန်မပြောတော့သူမကပဲမနာတမ်းဆက်ပြောနေသည်ဟုတ်ပါတယ်ဟိုတလောကနင်းနဲ့ကော်ဖီဆိုင်မှာအတူထိုင်တဲ့ကောင်မမဟုတ်လားအဲ့ခတဲ့ကနင်းတို့ဖောက်ပြန်နေကြတာမလားငါမှာတော့လှုပ်ဖို့ကင်ဘက်ဆိုလို့လဲယုံရိုးသားသားပါဆိုလဲယုံမဟုတ်ဘူးဝရီအဲ့ဒီတော့ငါကိုတို့တကယ်ရိုးသားသားပါကန်းချီမှာတော့ငါဝရီကပြက်ပြီးလို့စားပုတ်ပြီးမှဒီလိုအခြေအနေတွေဖြစ်သွားခဲ့တာပါသူ့စကားကြောင့်ဝရီကပိုဒေါသထွက်သွားဟန်ဖြင့်ငါကပြက်ပြီးဆိုတာနဲ့နင်းသူ့ကိုချက်ချင်းတွဲလိုက်တာပေါ့လေဟုတ်လားနင်းအတွက်နောက်တစ်ယောက်တွဲဖို့ကအဲ့ဒီလောက်လွယ်သလားဟိုကောင်မကလည်းအဲ့ဒီလောက်အပေါ်စားဆန်နေရသလားသူများအကြကိုစောင့်နေရအောင်ဝရီမင်းစကားပြောတာမမရန်ဆန်းနဲ့သူကအဲ့ဒီလိုမိန်းကလေးမဟုတ်ဘူးငါမှချစ်သူရှိတာလေ तू မသိခဲ့ဘူးဟုတ်လား तू မသိပြင်မဲ့ငါကတော့သူ့အကြောင်းတွေအကုန်သိထားတယ်နင်တို့ကိုကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့ကသူ့အကြောင်းကိုစုံစမ်းခဲ့တာမိုးထက်ရန်ရဲ့ငါကိုထားပြီးဖောက်ပြန်နေဆိုလဲငါထက်တာတွဲစမ်းပါအခုတော့ငါလောက်မလ
ငါလောက်လဲမချမ်းသာဘဲကကလေးကဝအတိုင်းဝိုင်းမှမသိတော်တော့ဝရီဝရီရဲ့အထင်အချုံမဲ့သောစကားတွေကြောင့်သူဒေါသထွက်လာသည်ဒီကိစ္စဟာမင်းနဲ့ငါပဲရှင်းရမယ့်ကိစ္စပဲသူ့ကိုဆွဲမထဲနဲ့သူဘာမှမသိဘူးလို့ငါပြောပြီးတော့ဘာမဟုတ်တဲ့ကိစ္စနဲ့လမ်းခွဲစကားစပြောတာဘာတူလဲတစ်ဖက်သက်လမ်းခွဲတာကရောဘာတူလဲဘာမဟုတ်တဲ့ကိစ္စဟုတ်လားဟုတ်လို့ပဲနင်တို့ဖောက်ပြန်ခဲ့ကြတာမဟုတ်ဘူးလားအဲ့ဒါကြောင့်နင်ငါ့ကိုခါတိုင်းလိုတော့ပြန်မချော့ခဲ့ဘူးလေနင်မတောင်းပန်ခဲ့ဘူးလေဖုန်းလေးတစ်ချက်တောင်းနင်စက်မကြည့်ခဲ့ဘူးမဟုတ်လားငါအတားတွေလောက်ရတာပင်ပန်းနေပြီဝရီအမြဲတမ်းအဲ့ဒီလိုမျိုးတွေလောက်ရတာငါစိတ်ကုန်နေပြီသူစကားကြောင့်ဝရီကမယုံနိုင်တယ်လို့ပြူကြည့်နေသည်အခုမင်းပြောသလိုငါဖောက်ပြန်တယ်ထားလိုက်တော့အဲ့ဒီအတွက်မင်းကြိုက်တဲ့အပြစ်ပေးငါခံမယ်မင်းစိတ်ကျဉ်နဲ့အောင်ဘာလုပ်ပေးရမလဲငါအကုန်လုပ်ပေးမယ်ပြီးရင်တော့ငါတို့လမ်းခွဲကြမယ်ဘာဝရီမျက်နာကအံ့ဩတုန်လှုပ်မှုကြောင့်သွေးဆုပ်ဖြူရောသွားသည်လမ်းခွဲမယ်ဟုတ်လားအဲ့ဒီစကားကိုငါပြောရမှာလေဖောက်ပြန်ခဲ့တာကနင်းလေနင့်ကိုငါခွင့်လို့အောင်နင်းတောင်းပန်ရမှာလေဝရီကပြောရင်မျက်ရည်များတလိမ့်လိမ့်စီကျလာသည်အရင်လိုနင်းရှင်းပြလေတောင်းပန်လေလမ်းခွဲဖို့မခွဲဖို့ဆိုတာငါပဲဆုံးဖြတ်ရမှာနင့်ကိုခွင့်လို့ဖို့မလွတ်ဖို့ဆိုတာငါဆုံးဖြတ်ရမှာဝရီရဲ့သွေးယူသွေးတန်းပုံစံကြောင့်သူတနာသွားမိကလေတံကိုပြန်လျှော်လိုက်ပြီအရာအလုံးအတွက်ကိုတောင်းပန်ပါတယ်ဝရီကိုမှားခဲ့ပါတယ်ဒါပေမဲ့ဒီစကားတွေကိုနောက်တစ်ယောက်တွေ့လို့ပြောတာမဟုတ်ပါဘူးသူနဲ့မတွေ့ခင်ကတည်းကအချိန်ချင်းပြောဖို့ကြိုးစားခဲ့တာပါငဲ့ညာရမှာထောက်ထားရမှာတွေကိုပြန်တွေးရင်းနဲ့ကိုမပြောပြခဲ့တာပါဘာကြောင့်လဲဟမ်လမ်းခွဲခြင်းနဲ့အကြောင်းပြချက်ကဘာများလဲငါစိုးလို့လားရှစ်လို့လားခဏစိတ်ကောက်လို့လားနေငါရဲ့အဲ့ဒီအကျင့်တွေကိုလေးနှစ်လုံးချစ်ခဲ့တာပဲမဟုတ်လားအခုအစ်စ်တွေမှာဓာတွေကအပြစ်တွေပေါ့ဟုတ်လားမဟုတ်ဘူးဝဒီကိုမင်းကိုအပြစ်မြင်တာမဟုတ်ပါဘူးမင်းကိုမချစ်တော့လို့လည်းမဟုတ်ဘူးဒါပေမဲ့ကိုတို့နှစ်ယောက်ရှေ့ဆက်ဖို့ကအချိန်ကြာလာလေးမဖြစ်နိုင်တာသိလာလေးပဲဝဒီလက်ထက်ကြရင်လဲตายရတဲ့အိမ်အောင်ကြီးဖြစ်မှာမဟုတ်ဘူးဘယ်အရာမှမတူညီညှိနိုင်မရတဲ့လူနှစ်ယောက်ကဘဝတစ်လျှောက်လုံးဘလို့ရှေ့ဆက်သွားရမလဲဝဒီဝဒီကပြောစရာစကားကင်းမဲနေဟန်ဖြင့်ခေါင်းကိုခါရမ်းရင်မျက်ရည်များသာစီကြနေသည်ကိုတက်နိုင်တဲ့လောက်ညှိယူခဲ့တယ်ကိုပြင်းလို့ရတဲ့လောက်ပြုတ်ပြင်းခဲ့တယ်ကိုချစ်နိုင်တဲ့လောက်ချစ်ပေးခဲ့တယ်ဒါပေမဲ့ဝဒီကကိုဘလောက်ဆွဲခေါ်နောက်ကလိုက်မလာခဲ့တာကိုဘာပြောနားမှမထောင်ခဲ့တာလေးနှစ်လုံးဝဒီအတွက်ကိုစူးစမ်းပြောင်းလဲနေခဲ့ပေမဲ့ဝဒီဘက်ကကိုအတွက်ဘာမှပြောင်းလဲပေးခဲ့တာမရှိဘူးဝဒီစီကကိုဘာတွေများဆတောင်းဆိုခဲ့ဘူးတလဲတကယ်ဆိုရင်ကိုဝရီစီကလိုချင်တာကနားလည်မှုဆိုတဲ့အရာတစ်ခုတည်းဝရီအမြဲပြောခဲ့သလိုပဲချစ်တဲ့သူကတော့ဘာဖြစ်ဖြစ်ချစ်နေမှာပဲဆိုပေမဲ့အဲ့ဒီအချစ်ဟာတစ်ဖက်သက်ဖြစ်နေခဲ့ရင်တော့ငါနဲ့ကိုချစ်တယ်လေဝရီကအော်လိုက်သည်ငါနဲ့ကိုတိတ်ချစ်လို့တော့လက်ထပ်ဖို့ရည်ရွယ်ထားခဲ့တာလေငါမိသားစုအတိုင်းအဝိုင်းမှာပါချပြထားခဲ့တာလေငါနဲ့ကိုချစ်တယ်ဆိုတာတလောကလုံးသိတယ်အချစ်ဆိုတာဝရီအတွက်ဘလို့အတိတ်ပဲလဲတော့ကိုမသိဘူးကိုသိတဲ့အချစ်ကတော့ချစ်တဲ့သူကိုပျော်ရွှင်စေခြင်းနဲ့လုံခြုံစေခြင်းနဲ့နှွေးထွေးစေခြင်းနဲ့ကိုအတွက်နဲ့ထိခိုက်ရတာနာကျင်ရတာလုံးဝမဖြစ်စေခြင်းဘူးကိုဟာသူ့အတွက်အထောက်အပံ့ကောင်းအကူအညီကောင်းတစ်ခုပဲဖြစ်ခြင်းနဲ့အဲ့ဒီလိုဖြစ်ဖို့လဲကိုဘက်ကတတ်နိုင်တဲ့လောက်စူးစမ်းခဲ့တာပဲဒါပေမဲ့တော်ပါတော့ဝဒီကတုံရင်စွာပြောရင်မတ်တက်ရက်နေဖို့အာမရှိတော့သလိုမျက်ခင်းပေါ်ထိုင်ချလိုက်သည်အရာအားလုံးဟာငါအပြစ်တွေပေါ့လေဟုတ်လားငါဟာနင့်အတွက်စိတ်ဒုက္ခတွေပဲပေးခဲ့တဲ့သူပေါ့ငါဟာလူတစ်ယောက်ကိုဘလို့ချစ်ရမှန်းမသိခဲ့တဲ့မင်းမယိုင်ကြီးပေါ့ငါဘက်ကိုလည်းကြည့်ပါအောင်ငါမိသားစုငါအတိုင်းအဝိုင်းကိုငါဘလို့မျက်ရည်ပြရမလဲပတ်ဝန်းကျင်ကိုငါဘလို့ရင်ဆိုင်ရမလဲငါတို့တွေ့ခဲ့တာ4 ရက်လည်းမဟုတ်ဘူး4 လလည်းမဟုတ်ဘူး4 နှစ်လေသူကစိတ်မောစွာဖြင့်ဝရိအနီးကမျက်ခင်းပေါ်ထိုင်ချလိုက်ရင်ကိုလည်းစဉ်းစားမိတာပေါ့ဝရီဒါတွေကိုသိတာပေါ့ဒါပေမဲ့လက်ထပ်ပြီးမှအစမပြေဖြစ်ကြကွဲကြကွာကြတာထက်အခုအခြေအနေမှာနောက်ဆုတ်လိုက်တာကကိုတို့နှစ်ယောက်စလုံးအတွက်အဆင်အပြေဆုံးဖြစ်မယ်လို့ကိုထင်တယ်အချိန်နေဆွဲရင်နဲ့4 နှစ်ကနေ9 နှစ်6 နှစ်အထိဖြစ်လာရင်ဝရီပဲပိုနစ်နာရမှာ
ဝရီကသူ့ကိုတခါမှမမြင်ဘူးသောလူတစ်ယောက်လိုအကြာကြီးငေးကြီးနေသည်ထို့နောက်မှာဝရီကပါးပြင်ပေါ်မှမျက်ရည်များကိုခက်ကြမ်းကြမ်းတုပ်ဖဲလိုက်ပြီးနေငါကိုတခုပဲအမှန်အတိုင်းဖြေပြီးသူမကမျောလင့်ချက်အရေးအငွေတို့အနှဲငယ်တန်းနေသောမျက်ဝန်းတို့ဖြင့်သူ့ကိုမော်ကြည့်ရင်းပြောသည်သူကခေါင်းငိမ်ပြလိုက်သည်နင်သူ့ကိုအပျော်တွဲတာလားတကယ်ချစ်တာလားသူမ၏မိခွန်းကိုသူမဖြေရနိုင်ပါကိုကြောင့်ထိခိုက်နာကျင်နေရသူမင်းကလေးရဲ့ရှေ့မှာတခြားတစ်ယောက်ကိုချစ်တယ်လို့သူဘလို့ပြောထွက်ပါမလဲဖြေလေအဲ့ဒါပဲငါသိချင်တယ်သူမကသူ့မျက်နှာကိုစစ်စစ်ကြည့်လျက်ထပ်မေးသည်သူကအကြည့်တွေကိုအဝေးတနေရာစီသို့လွှဲရင်းကိုသူ့ကိုတကယ်ချစ်မိသွားတယ်ဝရီဒါပေမဲ့ကိုဝတီကိုလည်းတော်ပါတော့သူမကတိုးတဲ့နာကျင်စွာပြောသည်ငါဘာမှထပ်မကြားချင်တော့ဘူးဝရီမျက်ဝန်းထဲမှာနာကျင်မှုတွေကိုသူမမြင်ရစွာမျက်နှာလွှဲလိုက်သည်ချစ်ခဲ့ကြသည့်အချိန်တွေကိုပြန်တွေးမိတော့ရင်ထဲဆိုနေနာကျင်လာရသည်တို့တိုင်အောင်ခဏတာနာကျင်မှုအတွက်တဘဝလုံးစားပျော်ရွှင်မှုကိုသူမစတဲ့နိုင်ပါသူကိုအတ္တကြီးတယ်ပဲဆိုရင်ဆိုပါတော့သူဘဝတစ်လျှောက်လုံးအလုတ်ပင်မမှန်လုပ်ပြီးအိမ်ပြန်လာချိန်ညိုညင်စူဆောင်နေမဲ့ဇနီးမျိုးနဲ့အတူတူနေမသွားခြင်းပါသဘောထားသေးသေးကအမြဲတမ်းဆွဆဲရန်လိုနေတတ်သောအိမ်တောင်ဘက်မျိုးမလိုခြင်းပါခင်မွန်ဖြစ်သူအပေါ်လူအားစိတ်အားဘာကူညီအားပေးမှုမှမရှိပဲသူ့အတွက်သူသားကြည့်သူပြောသလိုသာနေတတ်တဲ့လက်တွဲပေါ်မျိုးမလိုခြင်းပါသူသားသမီးတွေအတွက်မိခင်ကောင်းဖြစ်ဖို့ရင့်ကျက်ပြေးွားတဲ့အသိဉာဏ်မရှိသောဇနီးမျိုးကိုသူမလိုခြင်းပါဝဒီကားရနာခဲ့ရာရုပ်ရှင်ယုံနာသို့သူ့ကားဖြစ်ပြန်လိုက်ပို့တော့နှစ်ယောက်စလုံးစကားတခေါမှမပြောဘဲတိတ်ဆိတ်နေမိကြသည်ဝဒီသည်ကားလမ်းဘေးကိုသာငေးကြည့်လျက်တိတ်ဆိတ်နေသလိုငိုလဲမငိုတော့စကားလည်းမပြောတော့သူမရဲ့ကားပေါ်တက်သွားပြီးသည်နှင့်သူ့ကိုတစ်ချက်ပင်လှည့်မကြည့်ပဲကားကိုမောင်းထွက်သွားတော့သည်သူသည်တပြေးပြေးဝေးသွားသောဝတိရဲ့ကားလေးကိုငေးကြည့်ရင်တပ်ပြင်းတစ်ချက်ကိုသာလေပင်စွာချလိုက်မိတော့သည်သူအိမ်ပြန်ရောက်ချင်းအဖြူထန်ဖုံးခေါ်တော့စက်ပိတ်ထားသည်သူမဘလောက်တောင်အံ့ဩတုန်လှုပ်သွားလိုက်မလဲဘလောက်တောင်စိတ်ထိခိုက်သွားရှာမလဲသူမယုံကြည်မျှော်လင့်ထားခဲ့သောသူ့ပုံရိပ်ဟာအဲ့ဒီနေရာမှာတင်ပြိုကွဲပျက်စီးခဲ့ရသည်မဟုတ်လားထက်ခေါ်နေလဲအကြောင်းမထူတာမို့မနှက်ပြန်ရုံမှတွေ့မှပဲစကားပြောတော့မည်ဟုတွေးလိုက်သည်သူအတွက်လည်းအဖြူကိုရှင်းပြဖို့အတွက်အချိန်ယူရပါအောင်မည်အဖြူကထွက်စာတင်ထားတယ်ဟုတ်လားရုံးကိုရောက်ချင်းဖုံးသစ်ထမ်းမှကြားရသောသတင်းကြောင့်သူမယုံနိုင်သလိုပြန်မေးလိုက်သည်ဟုတ်တယ်အကိုကျွန်တော်လည်းဂျာကြီးပြောမှသိတာသူဘာတွေရှောက်လုံနေလဲမသိဘူးအလုတ်ထဲမှာလည်းအဆင်ပြေနေတာကိုဘာဖြစ်လို့ထွက်ချင်ရတာလဲဖုံးသစ်ကစိတ်မကောင်းဟန်ဖြင့်ပြောသည်သူကအလုတ်လုံနေသောအဖြူကိုလန့်ကြည့်တော့ဘာမှမဖြစ်သလိုဟန်ဖြင့်လက်တော့ကိုသာအာယုံဆိုင်နေတာတွေ့ရသည်တို့တိုင်အောင်ကြာမြင့်စွာငိုထားဟန်ဖြင့်မျက်ခွန်လေးများမှုတ်ဖောင်းကမျက်လုံးများအနှဲငယ်နီးနေသည်ကိုသူသတိထားမိလိုက်သည်ထိုနေ့တစ်နေ့လုံးအဖြူသူ့ကိုစကားမပြောသလိုမျက်နှာချင်းလည်းမဆိုင်ပါသူစကားပြောချင်း၍သူမနဲ့နှစ်ယောက်တည်းတွေ့ရမယ့်အချိန်ကိုစောင့်နေတော့လဲအခွင့်အရေးမရသူမကခါတိုင်းလိုနေ့လယ်စာကိုသူနဲ့လာမစားပဲအခြားဝန်ထမ်းများနဲ့သာအတူစားသည်သူအရင်စားနေကြထမင်းဆိုင်ကိုသွားစားရင်သူမကော်ဖီတောက်ရန်ထွက်လာမလားဟုမျှော်လင့်မိတော့လဲထွက်မလာပါသူအဖြူနဲ့စကားပြောရမှဖြစ်မိသူ့ကိုခွင့်မလွန်နိုင်ဘူးဆိုရင်တော့သူ့ကြောင့်အလုတ်ထွက်ရတာမျိုးလည်းအဖြစ်မခံနိုင်ပါဒီအလုတ်ကိုရဖို့အဖြူအတွက်ဘလောက်ခက်ခဲမှန်းသိနေတာမို့သူပိုစိတ်မကောင်းဖြစ်ရသည်တနေ့လုံးသူ့ကိုရှောင်နေသောအဖြူကိုရုံးစင်းမှပဲနောက်ကနေအမိလိုက်ခဲ့သည်အဖြူသူ့ခေါ်တန်းကြားတော့လေသူမကလှည့်မကြည့်ပါဘတ်စကားမတ်တိုင်းစီသို့ဆက်သွားနေသဖြင့်သူကရှေ့မှပိတ်ရလိုက်သည်အဖြူကိုစကားနည်းနည်းပြောပါရစေအဖြူဘက်ကဘာမှပြောစရာမရှိဘူးအဖြူကသူ့ကိုမကြည့်ပဲလမ်းမပေါ်ငေးရင်အေးဆက်ဆက်ပြောသည်ခုချိန်မှာကိုဘာပြောဖြူမယုံမှုဆိုတာကိုသိပါတယ်ကိုချစ်သူရှိရနဲ့ဖောက်ပြန်တဲ့ကောင်လို့ထင်နေမှာပေါ့မဟုတ်ဘူးလို့လဲကိုမငင်းပါဘူးအဖြူဒါပေမဲ့အခြေအနေတွေကိုကိုနည်းနည်းရှင်းပြပါရစေသူစကားကြောင့်အဖြူကသူ့ကိုနာကြည့်ဟန်ပြဲဆိုင်ကြည့်ရင်
လူလေကောင်မှစနိုက်ကြော်မလို့ဆိုပြီးအော်ဟစ်ပြောဆိုခံရတာတောင်ဘာကိုရှင်းပြသေးချင်တာလဲအကိုဘာလဲအကိုတို့ကအစ်မပြေတာကြာပါပြီလမ်းခွဲတော့မှာပါအစကတည်းကသူ့ကိုမချစ်ပဲတွဲခဲ့တာပါအဲ့ဒီလိုဖောက်ပြန်သူတွေရဲ့လက်သုံးစကားတွေကိုပြောမလို့လားအဖြူရဲ့ခဏလောက်ပဲဖြစ်ဖြစ်ကိုစကားပြောခွင့်ပေးပါလားနားထောင်ပြီးအဖြူကြိုက်တယ်လို့ဆုံးဖြတ်ပါကိုလက်ခံပါမယ်အဖြူဆုံးဖြတ်ပြီးသားပါအဖြူကပြတ်သားစွာပြောသည်အဲ့ဒီအချိန်ကလေးကအဖြူအကုတ်အပေါ်ထားခဲ့တဲ့အရာအလုံးပြိုကွဲပျက်စီးသွားပြီးမို့အဖြူရင်ထဲမှာဘာမှမရှိတော့ဘူးအဖြူအတန်းကအဆုံးသက်မှာတုံခါသွားကမျက်ရည်အနေငယ်ဝဲလာသည်မငိုမိအောင်ထိန်ထားဟန်တူသောမျက်နာနီနီရဲရဲကလေးကိုကြည့်ရင်သူ့ရင်ထဲမှာလဲဝမ်းနဲ့ကြေကွဲရပါသည်ကိုတောင်းမှန်ပါတယ်အဖြူရဲ့ကိုဘလို့ပဲတောင်းမှန်ကိုအပြစ်တွေကပြေမသွားဘူးဆိုတာလဲကိုသိပါတယ်ကိုအဖြူကိုတမင်လိန်ညာခဲ့တာမဟုတ်ပါဘူးကိုအဖြူကိုတကယ်လေးလေးနက်နက်ချစ်တာပါတော်ပါတော့အဖြူဘာမှထပ်မကြားချင်တော့ဘူးအကိုမျက်နှာကိုလည်းထပ်မမြင်ချင်တော့ဘူးဒီနေရာဒီပတ်ဝန်းကျင်မှာလည်းအဖြူမနေချင်တော့ဘူးပြောရင်အဖြူအတန်ကငိုတန်းစွခါတုံရင်လာသည်သူကမျက်ရည်များဝဲနေသောအဖြူမျက်နှာလေးကိုဝမ်းနေစွာငေးကြည့်ရင်မှတက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီကောင်းပြီလေအဖြူဆုံးဖြတ်ပြီးသားဆိုရင်လေကိုဘာမှထပ်မပြောတော့ပါဘူးဒါပေမဲ့တခုပဲအဖြူအလုံးမထွက်ပါနဲ့ဒီမှာဆက်နေပါကိုကြောင့်အဖြူဒီအလုပ်ကိုလက်လွတ်ရမှာမဖြစ်စေချင်ဘူးကိုမတွေ့ချင်ဘူးဆိုရင်ကိုထွက်သွားပေးမယ်အဖြူကိုအလုပ်ထွက်မယ်အဖြူဒီမှာဆက်နေပါကိုတောင်းဆိုတာပါနာကျင်ဝမ်းနေတော့လေတင်ငိမ့်အေးဆက်နေသောအဖြူမျက်နှာကဆုံးဖြတ်ချက်ကိုပြောင်းလဲမိပုံမပေါ်ပါမလိုပါဘူးအကိုအဖြူအရေးအချင်းနဲ့နောက်ထပ်အလုပ်ရှာနိုင်ပါတယ်အဖြူကပြောပြီးသည်နဲ့သူ့ရှေးမှလှည့်ထွက်သွားသည်သူကအဖြူကြောပြင်ကိုနာကျင်စွာငေးကြည့်နေရင်မှအဖြူသူခေါ်လိုက်တော့သူမခြေလမ်းများတုံကနေရက်သွားတော့လဲနောက်ကိုလှည့်မကြည့်ပါအဖြူဘလို့ပဲဆုံးဖြတ်ကိုအဖြူကိုတိတ်ချစ်တယ်ဆိုတာတော့သိထားပေးပါအဖြူဟာကိုလက်ထက်ချင်တဲ့တူရီတော်မင်းကလေးပါအဖြူရဲ့သူ့စကားကိုသူမကဘာမှမတုံ့ပြန်ပဲရှေ့သို့သာဆက်လျှောက်သွားသည်သူမမြင်နိုင်တော့အဖြူပါပင်ပေါ်မှာမျက်ရည်တွေစီကျနေရှာမလားသူသည်ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသောခံစားချက်နဲ့အတူထိုနေရာမှာအကြာကြီးရပ်နေမိတော့သည်သူသည်လေစိတ်ထဲကထိုင်ကုန်တွင်ထိုင်ရင်ရှေ့မြင်ကွင်းကိုအတိတ်ပဲမဲ့စွာငေးကြည့်နေမိသည်ဖေဖေနဲ့မေမေကတော့သူ့ကိုလိုက်ပို့ခါပြန်သွားကြပြီဘသူမှရောက်မလာမှန်းသိရနဲ့လေစိတ်အပေါအဝါကိုလှမ်းကြည့်နေမိပြန်သည်ရုပ်ရှင်တွေကလို့လေရင်ထွက်ခန်းဒီမှာအပြေးရောက်လာပြီးမသွားပါနဲ့ဟုဒါမီသူပေါ်လာမလားဝရီသည်သူနဲ့လမ်းခွဲပြီးကလေးကလုံးဝအဆက်အသွယ်ဖြတ်သွားက2 လကြောကြာသည့်အခုအချိန်ထိသူမကိုမတွေ့ခဲ့ပါသူ့ကိုစိတ်အနာကြီးနာသွားပြီးထင်ပါရဲ့သူဘက်ကတော့အမုန်းတရားနဲ့လမ်းခွဲခဲ့တာမဟုတ်လို့သူမကိုမကြာခဏတတိယမိသည်သူမအစဉ်ပြေလာသိချင်းမိသည်4 နှစ်တာတန်ရောစဉ်ကြောင့်တိုက်ဆိုင်မှုရှိတိုင်းတတိယမိသည်ဆိုလျင်သူမသူ့ကိုလှောင်ရည်မိလားတငယ်ချင်းတွေထံမှကြားရသည်ကတော့သူမအစဉ်ပြေပုံရပါသည်တဲ့တင်နန်းတွေတက်ခါအလုတ်လဲရှာနေသည်ဟုသိရသည်ထို့အတွက်ကြောင့်သူတကယ်ဝမ်းသာမိပါသည်သူမကိုပျော်ရွှင်စေခြင်းသည်ရင်ကျက်စေခြင်းသည်နောက်တစ်ခါချစ်သူရည်စားထားတဲ့အခါလက်တွဲပေါ်ဆိုတဲ့အတိတ်ပဲကိုတေချာသိနာလဲပါစေဟုသူမျှော်လင့်မိသည်သူကဘောင်းမီအိတ်ထဲမှာဖုန်းကိုထုတ်ခါ message အဝင်ကိုစစ်ကြည့်လိုက်သည်အဖြူကိုစင်ကာပူသွားတော့မယ်အလုပ်လုပ်ဖို့သွားတာဆိုတော့ဘတ်တော့ပြန်လာပြစ်မလဲမသိသေးဘူးနှုတ်ဆက်တယ်နော်သူပို့ထားသောစာကြောင်းအောက်မှာမြည်သည့် message မှပြန်ဝင်မလာပါသူတက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်ဖုန်းကိုပြန်သိမ်းလိုက်သည်အဖြူသည်အလုတ်ထွက်သွားပြီးကလေးကသူ့ကိုအဆက်အသွယ်တွေအကုန်ဖြတ်သွားသည်ဖုန်းကိုဘလော့မထားတော့လဲသူမဆက်ဖြစ်ခဲ့ပါအခုအချိန်မှာသူနဲ့ပတ်သက်ပြီးနာကျင်မှုနာကြီးမှုတွေပဲခံစားနေရမှာမို့သူမကိုထပ်ပြီးစိတ်အနှောက်အယှက်မပေးခြင်းပါရှမ်ပန်ရန်ကအရန်တရိယာလုံးလို့စားဖို့ရင်တော့သူမဝင်မဖတ်တော့အဖြူသည်စိတ်ထားအေးချမ်းသိမ်မွေ့သလောက်ပြတ်သားလွန်လာသည်သူသည်အဖြူကိုတွေ့နေကြနေရရှိနေကြနေရမှမတွေ့ရတော့အလုတ်လောက်ရတာစိတ်မပါတော့သူ့အပြစ်ကြောင့်အဖြူအလုတ်ထွက်ရသည်ဟူသည့်စိတ်ကြောင့်သူပို၍အနေခတ်လာသည်
နေစဉ်နေတိုင်းလုံနေကြအလုပ်တွေပင်သူ့အတွက်ပင်ပန်းခတ်ခဲရသည်သူ့ဘဝရဲ့လက်ဟာမှုကဘလောက်တောင်ကြီးမားလဲဆိုတာသူအခုမှသေချာသိလိုက်ရတော့သည်နောက်တော့သူဘလို့မှစိတ်နဲ့လို့မကန့်နိုင်သည့်အစုံအလုတ်ထွက်လိုက်တော့သည်သူကိုချစ်သောမိန်းကလေးနှစ်ယောက်ကိုနာကျင်ထိခိုက်စေခဲ့၍သူအပြစ်ဒဏ်ခံရသည်ထင်ပါသည်နေရတာလဲဘလို့မှမပြောတော့တာမို့စင်ကာပူကတငယ်ချင်းထံအလုတ်ဆုံးစမ်းပြီးထွက်ဖို့ပြင်သည်မိမိကသူ့ကိုမသွားစေခြင်းတော့လဲသူ့စိတ်ပင်ပန်းနေမှန်းသိနေတာမို့ခွင့်ပြုပေးရှာသည်သားအကြာကြီးမနေရဘူးနော်သူသွားဖို့အစီအစဉ်နေစဉ်အတွင်းအဖြူကိုတွေ့ချင်းလွန်၍အဖြူတို့အိမ်နာသွားချောင်းတော့အိမ်အပြင်ထွက်ခဲ့သောအဖြူကြောင့်ရန်ဖန်ရန်ခါမှသာမြင်ရတတ်သည်စင်ကာပူသွားမိကိစ္စပြောချင်း၍ဖုန်းဆက်တော့လည်းမကိုင်းပါ message လည်းဝင်မဖတ်ပါနောက်ဆုံးတော့သူပဲလက်လျှော့လိုက်ရတော့သည်လေရင်ပေါ်တက်ဖို့ကျင်ညာတန်ကြမှာသူ့အတွေ့ထဲမျောနေရမှတတိဝင်သွားသည်သူက luggage ကိုဆွဲကားထားရလိုက်ရင်တကားဝစီသို့နှုတ်ဆက်သလိုကြည်လိုက်မိသည်သူပြန်လာမိအချိန်ကြာရင်တော့အဖြူသူ့အပေါ်စိတ်ပြေနိုင်ကောင်းရဲ့ဟုမျှော်လင့်မိသည်ထို့အတူလက်တွဲပေါ်အသစ်နဲ့အတူတွေ့ရမလားဟုလည်းစိတ်ပူနေမိပြန်သည်ကံတရားပေါ်အဖြူရဲ့ကိုတို့ရဲ့အချစ်စင်မှန်ရင်တော့တစ်ချိန်ချိန်မှပြန်ဆောင်ရမယ်လို့ကိုမျှော်လင့်ပါတယ်စာရေးသူမေရေးသားထားတဲ့သုံးပွင့်ဆိုင်ဆိုတဲ့အချစ်ဇာတ်လမ်းလေးကဤတွင်ပြီးဆုံးပါပြီရှင်အချစ်ရေးမှာချစ်သူအပေါ်အလွန်အမင်းချုပ်ချယ်တတ်ပြီးခလေးဆန်ရစ်တက်လွန်တဲ့ဝရီကပဲမှားခဲ့သလားလေးနှစ်တာဆက်ဆံရေးကိုအစင်မပြေမှန်းသိရနဲ့စောစောစီးစီးတဲ့ကမပြတ်သားခဲ့မိတဲ့မိုးထရန်ကပဲမှားခဲ့သလားဒါမှမဟုတ်နောက်ကျောင်းကိုတည်တည်ချာချာမစုံစမ်းပဲမိုးထရန်ကိုချစ်ခဲ့မိတဲ့အဖြူကပဲမှားခဲ့သလားခိုင်ရန်နာဆင်သူပြိတ္တကြီးကရောဒီဇလန်တွေကဇက်ကောင်တွေအပေါ်ဘလို့မြင်ပြီးဘသူတွေကဘယ်နေရာမှာမှားခဲ့လဲဆိုတာကွန်မန့်လေးထဲမှာမျှဝေပေးခဲ့ပါအောင်နော်ဇလန်လေးကိုအဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့ခိုင်ရနာဆင်သူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးပဲချစ်ရသူတိုင်းပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေရှင်